ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိမ်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဦးဆုံးကတော့မြန်မာမျိုးသမီးအသင်းဒီနေ့အသက်ကွဲတာပေါ့နော်ကျွန်တော်တို့မြန်မာပြည်သက်တွေကအသက်ကွဲသွားတဲ့ကိစ္စပေါ့ဒီနေ့ကတော့တော်တော်ကြည်ကြဲလောင်ဖြစ်သွားပါတယ်ကြည်ကြဲလောင်ဖြစ်တယ်ပေါ့နော်မြန်မာမျိုးသမီးအသင်းကဗီယက်နမ်ကို2 ဂိုးနဲ့ရှုံးတယ်အုပ်စုကထွက်သွားတယ်ပေါ့အမှတ်ချင်းတူတာတော့မှပဲအုပ်စုကထွက်သွားပါတယ်အဲ့လိုဖြစ်သွားတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့မြန်မာနိုင်ငံတလွှားမှာရှိတဲ့မြန်မာပြည်သက်တွေနောက်တစ်ခါထိုင်းမှာကိုယ်တိုင်ကိုယ်ကျသွားအပေးခဲ့ကြတဲ့ပြည်သက်တွေအားလုံးအသက်ကွဲသွားပါတယ်ဒါလည်းအသက်ကွဲလဲကွဲကြပါပဲဘာလို့ဆိုမျောလင်းချက်ကြီးကြီးမှထားခဲ့ကြတာကိုကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်ပါဝင်ပေါ့မျောလင်းချက်ကြီးကြီးမှထားခဲ့ကြတဲ့နောက်မှာအသက်ကွဲတာမဆမ်းပါဘူးနော်အခုထိုင်းမှာဆိုရင်ပြိုင်ပွဲမှာဆိုချုံဘူရီမှာဆိုရင်ဒီနေ့မြန်မာပြည်သက်တွေကွင်းတစ်ကွင်းလုံးမှာမြန်မာပြည်သက်တွေတော်တော်များတယ်ဗီယက်နမ်ဘက်ကပြည်သက်သိမရှိဘူးနေတယ်မြန်မာတော်တော်များတယ်ဒါလောက်အားနဲ့အင်းနဲ့အားပေးတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကိုယ်အသင်းပုံမှာမျောလင်းချက်ကြီးကြီးမှထားခဲ့ကြတယ်မြန်မာမျိုးသမီးအသင်းဟာအုပ်စုတွေမှာကရော်တီရဲ့အတိုင်းပဲအုပ်စုတွေမှာဖိလစ်ပိုင်ကိုနိုင်တယ်မလေးရှားကိုနိုင်တယ်နှစ်ပွဲနိုင်သွားတဲ့အတွက်6မှတ်နဲ့အုပ်စုတက်ပြီလို့ရာနှုန်းပြည့်နေပါကျွန်တော်တို့ပြောခဲ့ပါတယ်ဘာလို့ဆိုကျွန်တော်လည်းမျှော်လင့်ချက်ကြီးခဲ့တာ69.9%ထိတော့ကျွန်တော်ကပြောခဲ့တာဗီယက်နမ်ကဖိလစ်ပိုင်ကိုရှုံးလိမ့်မယ်လို့လည်းကျွန်တော်တို့ကမတွက်ခဲ့မိဘူးထက်မတွက်ခဲ့မိဘူးနော်မထင်ပါပဲနဲ့ဗီယက်နမ်ဖိလစ်ပိုင်ကိုရှုံးလိုက်တဲ့နောက်မှာကျွန်တော်တို့အတွက်စိုးရိမ်စရာရင်မှဖြစ်သွားတာပေါ့ဖြစ်သွားပြီးတဲ့နောက်မှာတော့ဒါတော့ဒီနေ့ကနောက်ဆုံးမျှော်လင့်ချက်ကြံတယ်ဘာကြံလဲဆိုမျှော်လင့်ချက်ရလို့များတယ်ဗီယက်နမ်တရေကန်နိုင်ခဲ့ရင်အုပ်စုအောင်ပါမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့ဗီယက်နမ်တရေတောင်မကန်နိုင်ခဲ့ပါဘူးကစားသမားတွေနဲ့ပတ်သက်ပြီးနီးပြိုင်လူထုတ်ပုံနဲ့ပတ်သက်ရင်လည်းဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်ဥပမာဝင်းသိန်ကြီးထွန်းကိုဆိုရင်ဟိုဘက်မှာရောက်နေတဲ့မြန်မာတွေတချို့တွေတော်တော်လေးစိတ်ဆိုးကြတယ်တချို့ဘောလုံးနားလဲတဲ့သူတွေကလည်းဝင်းသိန်ကြီးထွန်းရဲ့မလေးရှားနဲ့နေရပေါ့ရောက်မှုနဲ့ဒီနေ့ကန်တဲ့ပုံစံတိတ်အားမရကြဘူးဆိုလို့ပြောကြတာတွေ့ရတယ်အဲ့တော့ဝင်းသိန်ကြီးထွန်းအနေနဲ့တာဝန်ခံတဲ့တာဝန်ယူတဲ့ဆိုတာမျိုးတွေတချို့တွေထောက်ပြရတယ်တွေ့ရတယ်ဘာလို့ဆိုတော့ तू ကဝါရင်တပိုင်းအရင်ဆုံးပုံဖြစ်တယ်ပေါ့နော်အဲ့တော့ तू ပွဲချင်းပြီးတော်တော်သုံးတယ်ပေါ့နော်မီထက်လူကောင်းကောင်းမသုံးရတဲ့အကြောင်းရင်း10မိနစ်လောက်ပဲထည့်ကန်တာဂိုးလက်ရှိနေတဲ့မီထက်လူ10မိနစ်ပဲထည့်ကန်တာမျိုးစပြီးဝေဖန်မှုတွေမျိုးစုံရှိခဲ့ကြတယ်ပြီးတော့ဗီယက်နမ်ကလည်းစလာတဲ့မိနစ်20တောင်မကြာဘူးမိနစ်20အတွင်းမှာ2 ဂိုးသွင်းတော့ကျွန်တော်တို့ဘက်ကပြန်မလာနိုင်တော့ဘူးပေါ့ဗျာနော်တစ်ဖက်မှာဖိလစ်ပိုင်ကလည်းမလေးရှားကို6 ဂိုးလောက်သွင်းပလိုက်တော့ကျွန်တော်တို့မြန်မာအသင်းပြောလို့ကျဆုံးရှုံးသွားတယ်အဲ့တော့ဗီယက်နမ်6မှတ်မြန်မာ6မှတ်ဖိလစ်ပိုင်6မှတ်ဒါပေမဲ့ဗီယက်နမ်6မှတ်ကအုပ်စုပူဖြစ်သွားတယ် head to head ရအုပ်စုပူဖြစ်တယ်တွင်းဂိုးကလည်းတာတယ်တခါဖိလစ်ပိုင်6မှတ်ကတော့အခုမလေးရှားကိုသူက6 ဂိုးသွင်းလိုက်တဲ့အတွက်အုပ်စုမှာသူက head to head အရာဟောဖြစ်ခဲ့ရင်တော့နင်းတိုင်းနဲ့မြန်မာကိုရှုံးခဲ့တာတော့ပဲ head to head အရာသူကဘာတာသွားလဲဆိုတော့ဂိုးတာသွားတဲ့အတွက်မြန်မာပြုတ်တယ်မြန်မာ +2 ပဲရတယ်နော်အဲ့လိုဆိုတော့တော်တော်กว่าတယ်ကိုကဆိုတော့ထိသွားတာပေါ့နော်မြန်မာအသင်းပေးတဲ့တွေတော့ရင်နာကိုနေစိတ်မပူပါနဲ့မနှက်ပြန်လဲရင်နာအောင်ပါပဲမနှက်ပြန်လဲမြန်မာအမျိုးသားအသင်းရင်နာရအောင်ပါပဲဘာလို့ဆိုမနှက်ပြန်မြန်မာအမျိုးသားအသင်းကအင်ဒိုနီးရှားနဲ့ကန်ရမယ်ရှုံးမှာပါပဲကျွန်တော်တို့ရှုံးမယ်လို့ပဲကြိုတင်ခံမှန်းကြပါတယ်နိုင်အောင်အုပ်စုတက်ဖို့မဖြစ်နိုင်တဲ့အတွက်ရှုံးမယ်လို့ပဲမှတ်ထားပါအုပ်စုတက်ဖို့မမျှော်လင့်ပါနဲ့ဒါတော့သို့တော့ကိုယ့်အသင်းဆိုတော့အားမပေးပဲနေလို့လည်းမရအားပေးရမှာဖြစ်ပါတယ်အဲ့တော့မြန်မာအမျိုးသမီးအသင်းကတော့လောလောဆယ်မျှော်လင့်ချက်အပြည့်ဝထားတယ်မြန်မာအမျိုးသမီးအသင်းဟာရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရပြီးတော့အုပ်စုပါပြုတ်ပြီးပြန်လာခဲ့ရတယ်2023စီးကိန်းတော့ငွေတစ်စိတ်စုရခဲ့တဲ့မြန်မာအသင်းဟာဒီနေ့မှာအုပ်စုပြုတ်ပြီးပြန်လာခဲ့ရတယ်ဆိုတာတော့ရှင်နာဘုတ်သိကောင်းတယ်ပေးသက်တွေမျှော်လင့်ချက်ကြီးထားကမှရှင်နာစရာကောင်းတဲ့ဇာတ်လမ်းတွေဖြစ်သွားတော့စိတ်မကောင်းကြပါဘူးဆိုတော့ဒီမြန်မာဘောလုံးသင်းကြာရှုံးမှုတွေနဲ့ပတ်သက်ပြီးရင်လူတွေကမျိုးစုံဝေဖန်မှုတွေထွက်ကြတယ်ဒီနေရာမှာကျွန်တော်တို့ဒီနေ့ကျွန်တော်သတင်းဌာနရဲ့ Telegram အောက်မှာ comment လာပေးတဲ့တယောက်ရဲ့ comment လေးရဲ့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီ comment လေးကိုကျွန်တော်ဒီနေ့ဖတ်ပြခြင်းတယ်ဗျတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီ comment ကဘာလို့လဲဆိုတော့စူပလာရသွားရင်တဲ့အသင်းအောင်မြင်မှုရသွားရင်နိုင်ငံရေးအရာတည်ဆဲအစိုးရပေါ်မှာ credit ဖြစ်မှာကိုစိုးရိမ်နေသူတွေများဘောလုံးဖွဲ့ချုပ်တင်မှာကာလရှည်ကြာယာယူထားပြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကိုပါလှည့်သားနေရသလားတဲ့အဲ့စိတ်ကလေးဖြစ်မိတယ်တဲ့ဦးသိန်းစိန်အစိုးရကာလကျွန်တော်ပထမပိုင်းပြန်ဖတ်ပါမယ်အဲ့ဖက်ကတော်တော်ရေးပါတယ်စူပလာရသွားရင်အသင်းအောင်မြင်မှုရသွားရင်နိုင်ငံရေးအရာတည်ဆဲအစိုးရပေါ်မှာ credit ဖြစ်မှာကိုစိုးရိမ်နေသူတွေများဘောလုံးဖွဲ့ချုပ်ထဲမှာကာလရှည်ကြာယာရုယူထားပြီးဘောလုံးဥက္ကဋ္ဌကိုပါလှည့်သားနေလျော့သလားစိတ်ဖြစ်မိတယ်နော်မြန်မာဦးသိန်းစိန်အစိုးရကာလ2023စီးကိန်းမှာအမျိုးသားအသင်းဟာရေရာအဖြစ်မရှိပဲအုပ်စုကပြုတ်ပြီးတော့ထွက်ခဲ့ရတယ်နီးပြပတ်ဆောင်ဟွာကထိုစင်ကအုပ်စုတက်ဖို့ဦးစားပေးစီးမြင့်တွေကိုသူမသိခဲ့ဘူးလို့မီဒီယာတွေကိုဖြေခဲ့တယ်တဲ့နီးပြဖြစ်ပြီးဒါတော့မသိဘူးလားလို့ဝေဖန်ခဲ့ကြတယ်တဲ့ information မှန်မှန်ကန်ကန်မရခဲ့တာတလွဲပေးခဲ့တာထိန်ချန်ခဲ့တာမျိုးရောမဖြစ်နိုင်ဘူးလားလို့ရှောက်တွေးမိတယ်
အခုလည်းဒီလိုအတွေးဖြစ်မိတဲ့အတွက်ထိုစင်ကတာဝန်ရှိသူတွေတွေးဖြစ်ပြီးထိုစင်တာဝန်ရှိသူတွေယခုချိန်တာဝန်ရှိသူတွေတောင်းပန်ပါတယ်ဒီနေ့တည်းမှာဆိုအမျိုးသမီးအသင်းကအပိုင်မဲလို့ထင်ထားပေမဲ့တက်နိုင်ပါလဲနဲ့ထိတ်ထိမရောက်ခဲ့တာတွေဖြစ်ခဲ့ရတယ်အာရှဖလားခြေစုပ်ဘက်မှာအောင်သင့်ပါလဲနဲ့အရေးကြီးတဲ့ပွဲမှာဘာကြောင့်လဲမသိပဲဝင်းသိမ်ကြီးထုံးမပါခဲ့ပဲဘင်္ဂလားဒေ့ရှ်ကိုအရှုံးပေးပြီးအုပ်စုအဆင့်နဲ့နေခဲ့တယ်ပြီးခဲ့တဲ့အာဆီယံအုပ်စုအာဆီယံSerenity Cup မှာလည်းအုပ်စုအဆင့်မှာနိုင်ခဲ့တဲ့ Australia U23 အသင်းကို final မှာအရှုံးပေးပြီးတော့ Champions ဖလားကိုညှင်းပယ်ခဲ့တယ်တဲ့အခုစီးကိတ်မှာလည်းပရိသတ်ရဲ့ရေချိန်တွေအယမ်းမြင့်လာနေလို့အုပ်စုကနေပြန်ရအောင်ကလပန်ထိုးခဲ့လေသလားလို့စိတ်ဖြစ်မိတယ်တဲ့ဒီလိုစိတ်ဖြစ်မိတဲ့အတွက်ရိုးသားစွာစူးစမ်းနေတဲ့အဖွဲ့ချုပ်တွေကစီမံခန့်ခွဲတာရှိသူတွေတောင်းပန်ပါတယ်တဲ့ကဲဒါကဒီစကားသိစိတ်ဝင်စားဖို့ကောင်းတယ်ပြောချင်တာအကယ်၍လက်ရှိ2023စီးကိတ်ရဲ့25စီးကိတ်နှစ်ခုလုံးမှာ23စီးကိတ်တော့အမျိုးသမီးတင်းဒုတိယဆုရည်ပြန်လာခဲ့တယ်အားလုံးဂုဏ်ကြပြောကြတယ်ဘုံမှုကြီးမင်းအောင်လည်းအစိုးရလက်ထက်မှာပေါ့ဗျာဒီလိုမျိုးအခုလည်းအလားလာရှိတယ်ကောင်းပါလျက်နဲ့တရေတကန်အောင်တက်ပါလျက်နဲ့လိုင်းနဲ့ထုတ်တာတွေကိုကစားလေခဲ့သလားရှုံးနိုင်တဲ့လိုင်းတွေကိုထုတ်ခဲ့သလားဂိုးသမား6ရောက်နာနေလေးနဲ့ထည့်ခဲ့သလားရွေချက်ရှိနဲ့ဒီအသင်းကိုမအောင်မြင်အောင်လုပ်ခဲ့သလားဆိုတဲ့အတန်တရားရှိမိတယ်ဘာကြောင့်လဲဆိုတော့မတော်တဆဒီအသင်းကအုပ်စုတက်သွားရင်ဟိုမှာတွေ့မဲ့အသင်းကအုပ်စုဘိုးဖြစ်ရင်ဟိုမှာတွေ့မဲ့အသင်းကဘာမှမဟုတ်တဲ့အသင်းဆိုတော့တေချာပေါ့ကိုကအကျိုးဘိုလူဘမှာစောင့်နေရမှာတေချာနေပြီအဲကြောင့်မလို့ရွှေတောင်ရနိုင်ကြီးရှိတယ်ဆိုပြီးမျှော်မှန်းချက်တွေရှိခဲ့ကြတယ်ဒါကြောင့်မလို့ရသွားခဲ့မြန်မာပြည်သူတွေကရွှေစိတ်စုရခဲ့ရင်ဒီတဲ့အစိုးရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လက်ထက်မှာရတဲ့စုမှုပြီးတော့ဆိုပြီးတော့ဗျာဟိုနိုင်ငံရေးရ credit ရမှာကိုစိုးရိမ်နေသလားမသိဘူးဆိုတော့ဘောလုံးဖွဲ့ချုပ်ကလူတွေစိုးရိမ်နေကြသလားမသိဘူးဆိုတော့ comment မျိုးပေါ့ဗျာဆိုတော့ဒီ comment လေးကိုကျွန်တော်စဉ်းစားလိုက်တာစိတ်ဝင်စားဖို့တော်တော်ကောင်းတယ်ဗျဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့ဘောလုံးဖွဲ့ချုပ်ထဲမှာနီးပိန်းနေရှိတယ်ဆိုတာကျွန်တော်အရင်တော့ဟိုလွန်ခဲ့တဲ့2021 22တောက်ချောက်ကျွန်တော်ပြောခဲ့ဘူးတယ်23တိတောင်ကျွန်တော်ပြောဘူးတယ်ဘောလုံးဖွဲ့ချုပ်ထဲမှာနီးပိန်းနေရှိတယ်ဆိုတော့ကျွန်တော်ပြောခဲ့ဘူးတယ်ခါရယုံကြီးမယုံနီးပိန်းနေတကယ်ရှိတယ်ဘောလုံးဖွဲ့ချုပ်ထဲမှာတကယ်နီးပိန်းနေရှိတယ်ပြောရင်ဒေါန်ဆန်းစုကြည်ကိုအသေးတန်ပြေးကတ်ခဲ့တဲ့နီးပိန်းအုပ်စုတွေအများကြီးဘောလုံးဖွဲ့ချုပ်မှာရှိတယ်ကတ်ခဲ့တာပြေးကတ်တာအတကုံပြေးမှာတော့နော်ကတ်တဲ့အုပ်စုရှိအဲ့ဒါဘောလုံးဖွဲ့ချုပ်ထဲမှာအဲ့နီးပိန်းနေရှိတဲ့အတွက်အဲ့ဒီနီးပိန်းတွေကမြန်မာအသင်းတွေကိုမအောင်မြင်အောင်ဒီ9နှစ်အတွင်းမှာစီဂိတ်2ကြိမ်ပြိုင်တယ်2ကြိမ်လုံးကမြန်မာအသင်းတွေကိုလုံးစုပ်ပြတ်တတ်တော့အောင်လို့ရွေချက်ရှိနဲ့လုတ်ခဲ့လေသလားဆိုတဲ့တန်တရားတွေပိုကြီးထွားလာစေတယ်ပေါ့ပိုကြီးထွားလာတယ်ဘာလို့စီဂိတ်23ပြိုင်တဲ့အချိန်မှာမြန်မာအသင်းက21မှာပြိုင်တယ်စီဂိတ်မြန်မာအသင်းအချိန်ကြီးမကောင်းဘူး23မှာပြိုင်တယ်အချိန်ကြီးမကောင်းနော်ဟို23 25အခုပြိုင်တယ်အချိန်ကြီးမကောင်းဘူးပြောရရင်တော့ဟိုမြန်မာအသင်းကကစားသမားတွေအချို့ဆိုဝင်အောင်မကန်ဘူးအောင်သူတို့ကဆိုဝင်အောင်မကန်ဘူးတချို့ကစားသမားတွေဆိုပြန်အောင်မကန်ဘူးနိုင်ငံကိုသားမပြူတော့လို့တာဒီဘိတ်နေဘယ်လောက်များလဲမများလဲဆိုတော့နိုင်ငံနဲ့လူပုဂ္ဂိုလ်ခွဲမမြင်နိုင်တော့ဒီနီးပိန်းဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတယ်ဆိုတော့ဒါလေးတွေဖြစ်ခဲ့ဘူးတော့ဘောလုံးဖွဲ့ချုပ်နဲ့ပတ်သက်ပြီးဒီ comment လေးကိုမြင်တဲ့အခါကျွန်တော်တော်တော်စိတ်ထဲမှာကျွန်တော်မတွေးမိတဲ့တွေးလေးသူတွေးပါလားလို့ကျွန်တော်ခံစားမိလာတယ်ပေါ့နော်အဲ့တော့ထားပါတော့ဘလို့ဖြစ်ဖြစ်မြန်မာမျိုးသူတွေကတော့နောက်ဆုံးတော့ပြန်လာခဲ့ရပြီပေါ့နော်ဒီဘက်ကလည်းစုပေးဖို့စောင့်နေလူတွေစဉ်းစားရှိပါတယ်ဘလို့ရှိလဲလို့မေးရင်ကျွန်တော်ဘာလို့ဒီလိုပြောလဲမေးရင်ဦးနေ့ကရွှေစိတ်စုရတဲ့ချင်းလုံးနဲ့ပတ်သက်ရွှေစိတ်စုရတဲ့မြန်မာအသင်းနဲ့ပတ်သက်ပြီးတော့ချင်းလုံးမြန်မာချင်းလုံးအသင်းနဲ့ပတ်သက်ပြီးတော့အခုထိုင်းမှာရှိတဲ့ထိုင်းအတမကြီးဥစောစောစိုးပေါ့နော်သူကနေပြီးတော့ဘတ်6သိန်းစုချင်းမြင့်လိုက်ပါတယ်ထိုင်းအတမကြီးစုချင်းမြင့်တော့မဟုတ်ပါဘူး KBZ နိုင်ကဥအောင်ကိုဝင်းချင်းမြင့်ခိုင်းလို့ပါဆိုပြီးတော့သွားချင်းမြင့်တယ်ဘတ်6သိန်းတသိန်းကို3သိန်းနဲ့နှစ်သိန်းဘတ်6သိန်းရသွားတယ်ဒါစီးကိန်းမှာရွှေစိတ်စုရတဲ့ချင်းလုံးအသင်းကိုစုချင်းမြင့်တာဘတ်6သိန်းမြန်မာဘောလုံးအသင်းသာစုရရင်ခင်ဗျာပြောမရဘူးတောင်ကြီးမှာမြေခွက်တွေပေးရင်ပေးမှာဟိုကပေးရင်ပေးမှာဘာလို့ဆိုတော့ဟို e-sport တော့ကမ္ဘာချန်ပီယံဖြစ်လာတဲ့ကလေးတွေကိုမြေခွက်တွေပေးတာတကယ်ပေးခဲ့တာအခုလည်းဘောလုံးအသင်းနဲ့ပတ်သက်ရင်မြေခွက်တွေပေးမယ်လို့ပြင်ခဲ့တယ်ဆိုလို့ကျွန်တော်ကြားတယ်သူတပည့်တွေပြန်ကြားပါတယ်အဲ့တော့အခုလည်းပေးမယ်လို့မျှော်လင့်ချက်တကယ်ပေးမယ်လို့ပြင်ထားခဲ့ပြီအခုမအောင်မြင်လာတဲ့ခါကျတော့သူပေးကြမလို့တော့ဘူးဗျဟိုမြေခွက်ပေးခြင်းလို့ထိုင်ဆောင်နေလူကတော့မြေခွက်ပေးကြမလို့တော့တဲ့အထိမြန်မာအသင်းကခြေစွမ်းပြခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတော့တွေ့ရတယ်ပေါ့နော်ထားပါတော့ဒါကတော့ဟိုကိစ္စပေါ့စုနဲ့ပတ်သက်ကိစ္စပေါ့နောက်တစ်ခုကမြန်မာဘောလုံးအသင်းကမနှက်ပြန်မှာမြို့သားအသင်းကအင်ဒိုနီးရှားနဲ့ကပ်မယ်ကျွန်တော်သိကြတယ်အပေးလဲအသေးကွဲရပါပဲရှုံးပါပဲမျောလင်းချက်မျောလေးနဲ့ပဲကြည့်ရမှာဘလုံးမှာမျောလင်းချက်ကြီးကြီးမားမြင့်မားနဲ့ကြည့်ခွင့်ရမှာမဟုတ်ဘူးဘာလို့ဆိုသိကြတယ်ကြည့်လို့ရမှာမဟုတ်အဲ့တော့ရှုံးပါပဲရှုံးဖို့ပဲများတယ်နိုင်လဲတက်ဖို့မသိကြဘူးဒါကြောင့်မို့လို့အုပ်စုလှည့်ပြန်လာမှာအဲ့တော့ဒီနေ့ကန်ခဲ့တဲ့ဟိုမြန်မာမျိုးသမီးအသင်းအနေနဲ့မနှက်ဖန်မှာကန်တဲ့အကူကြီးတွေကတွဲပြီးပြန်ခေါ်လာခဲ့ကြအောင်အကူကြီးတွေညီလေးတွေကိုမောင်လေးတွေညီမလေးတွေကမောင်လေးတွေကတွဲခေါ်လာခဲ့တွဲပြီးအတူပြန်ခဲ့ကြအောင်နော်ပြန်လာခဲ့ကြတာကောင်းမယ်စောင့်ရင်ပြန်လာခဲ့ကြတာကောင်းပါတယ်နော်တညကြီးစောင့်မနှက်ဖန်တော့အားပေးပြီးတော့မနှက်ဖန်ညပြီးတော့မှပြန်လာခဲ့ကြပေါ့နော်အတူတူတယောက်ကိုတယောက်ဖေးမှပြီးပြန်လာခဲ့ကြပြီတော့အရှုံးလည်းပြန်လာခဲ့ကြပြီတော့နော်ဆိုတော့ကလေးတွေကိုလည်းကျွန်တော်
အပြစ်တင်တာမဟုတ်ပါဘူးသူတို့လည်းသူတို့အစွမ်းစားအားအကုန်ပါပဲဘောလုံးဖွဲ့ချုပ်ကရွေးထုတ်ပေးလိုက်တဲ့ဘောလုံးဖွဲ့ချုပ်ကစီမံခန့်ခွဲအောက်ကနေစူးစမ်းမှုဟာဒါအကုန်ပဲလက်ရှိဒီဘောလုံးဖွဲ့ချုပ်နဲ့လက်ရှိဒီအစုဖွဲ့နဲ့တွားနေတဲ့ကျွန်တော်မြန်မာဘောလုံးအသင်းဟာပေးကြတဲ့ခင်ဗျာဘယ်တော့မှမမျှော်လင့်နဲ့ဖြစ်နိုင်ရင်တကားပိတ်ပြီးတော့အိတ်တာနေလဲ TV ထဲပိတ်ထားလိုက်တော့မသွားတာအကောင်းဆုံးအားမပေးတာအကောင်းဆုံးအဲ့လိုဖြစ်နေပြီအားပေးတာအကောင်းဆုံးလို့ပြောရမလို့ဖြစ်နေဒါပေမဲ့ကျွန်တော်ကဒီစကားပြောတာအားတော့တာတယ်ဒါပေမဲ့ကျွန်တော်လည်းအားမပြောမနေနိုင်ဘူးမြန်မာဖြစ်နေတော့ကိုမြန်မာအသင်းအတန်ကြားရတယ်မနေနိုင်ဘူးဗျမနေနိုင်ဘူးကျွန်တော်အားပေးမိတယ်နှလုံးသားတွေကအဲ့လိုဖြစ်နေတယ်မခံနိုင်ဘူးလေနှလုံးသားတွေဘောလုံးပွဲအတန်ကြားရင်မနေနိုင်ဘူးကိုမကြည့်ပြရင်တော့အခြေအနေကိုလှမ်းမေးနေရတဲ့အထိကျွန်တော်တို့ကဖြစ်နေတာအခြေအနေကောင်းရလားကိုအသင်းဆိုတော့ဘယ်ကိုနိုင်ငံအသင်းချစ်တာဟုတ်ဗျချစ်တော့နော်အဲ့တော့ကစားတဲ့ကစားသမားလေးတွေလည်းသူတို့ရဲ့နိုင်ငံချစ်ကြမှာပါချစ်ပြီးတော့ကစားကြပါတယ်စူးစမ်းကြပါတယ်ဒါပေမဲ့သူတို့စူးစမ်းမှုကလည်းဒါအကုန်ပဲဗျဒါအကုန်ပဲကျွန်တော်မြန်မာသေးကဒါအကုန်ပဲအဲ့တော့လက်ရှိမြန်မာဘောလုံးဖွဲ့ချုပ်ကစီမံခန့်ခွဲသူတွေအကုန်လုံးနဲ့အကုန်လုံးဆိုဥစ္စာစောအစပေါ့နော်အကုန်လုံးနဲ့လက်ရှိမြန်မာဘောလုံးသမားတွေနဲ့ပေါင်းဆက်လိုက်လို့ရှိရင်ကျွန်တော်တို့မျှော်လင့်နေတဲ့အမြင့်ဆုံးကအုပ်စုအဆင့်ပါပဲဟိုပုံမတက်နိုင်အဲ့တော့ကျွန်တော်တို့20ရှိပြီပေါ့ဗျာ20ရှိပြီခုနေကျွန်တော်တို့ကလေးတယောက်မွေးအသက်20မှာကျွန်တော်တို့ကလေးကအသက်20မှာဘောရကနီးကြောက်လာပြီတက်ကတူတွေတော်တော်ချင်းကြီးကောင်းနေပြီပေါ့ဒါပေမဲ့20ရှိပြီမြန်မာအသင်းရဲ့ချင်းကြီးကထူးခြားမလားပြောင်းလဲမလားတိုးတက်မလားဆိုရင်အဲ့20တိတိစီမံခန့်ခွဲနေတဲ့ဘောလုံးဖွဲ့ချုပ်တွေမှာမပြောင်းမလဲပဲစီမံခန့်ခွဲနေတဲ့အဲ့ဒီအဖွဲ့ချုပ်ရဲ့စီမံခန့်ခွဲရေးအဖွဲ့တွေကဘာတာဝန်ယူသင့်လဲကျွန်တော်ပုံမှန်လည်းပြောပါမယ်ဘောလုံးဖွဲ့ချုပ်ကတာဝန်ရှိသူတွေကျွန်တော်လေးလေးစားစားနဲ့မြစ်တာလေးရက်ခံတယ်ခင်ဗျားတို့နှုတ်ထွက်လိုက်ကြပါတော့ဗျာကောင်းကောင်းမအေးအေးနှုတ်ထွက်ပြီးတော့လောလောဆယ်နှုတ်ထွက်ပြီးတော့ကို့တာဝန်ကိုယူလိုက်ကြတာအကောင်းဆုံးပါဗျာဥက္ကဋ္ဌကနေစားပြီးတော့ကျွန်တော်တို့အကုန်လုံးနှုတ်ထွက်လိုက်ကြပါဗျာဘာလို့ဆိုတော့ဒီဘောလုံးဖွဲ့ချုပ်ကဒီအဖွဲ့တွေထဲမှာတချို့တွေကဒီစီမံခန့်ခွဲအဖွဲ့တွေတချို့တွေကဘောလုံးကြောက်တော့ကောင်းကောင်းနားလေတယ်နားလေလွန်သွားတယ်ပြီးတော့ခုချိန်ထိသူတို့စီမံခန့်ခွဲမှုကြောင့်အောင်မြင်မှုတစ်ခုမှမရတာဘူးတာဝန်ခံမှုကြတော့အားနည်းနေကြတယ်မြန်မာ National League ရောဘောလုံးဖွဲ့ချုပ်ကောနှစ်ခုလုံးအဲ့တော့ခင်ဗျားတို့တွေတာဝန်သိသိနေတာနှုတ်ထွက်လိုက်ကြတာကောင်းပါတယ်တချို့ကပြောလိမ့်မယ်ငါတို့နေရာလုံနိုင်တဲ့လူရှိရင်လာခဲ့လေလာလောက်ကြပါโอเคလုံနိုင်တဲ့သူရှိရင်လာခဲ့ကြပါလို့ပြောမယ်ဒါပေမဲ့အုပ်စုဖွဲ့ထားပါတော့ခင်ဗျားတို့နေရာဘယ်သူကလာဝင်ထိုင်လို့ရမှာလဲခင်ဗျားတို့အုပ်စုကြီးဖွဲ့ထားတာယူဂရုကြီးဖွဲ့ထားတာလေဘေးလူဝင်တိုးလို့မရဂရုကြီးဖွဲ့ထားတာဘယ်လိုဝင်တိုးလို့ရမှာလဲနော်ဘယ်လိုလုပ်လို့ရမှာလဲအဲ့တော့တေးကြတယ်ခင်ဗျားတို့20ဥဆောင်ကြမလို့10နှစ်လောက်ဥဆောင်ရင်ရလက်တခုထွက်အောင်လုပ်မယ်လုံနိုင်တဲ့လူတွေအပြင်မှာအများကြီးပဲအပြင်လောကမှာအများကြီးရှိတယ်ကျွန်တော်ပွင့်လည်းပြောတာအပြင်လောကမှာအများကြီးရှိတယ်10နှစ်ပဲခင်ဗျားတို့20ဥဆောင်ခဲ့တယ်10နှစ်ဥဆောင်ပြီးတော့ခင်ဗျားတို့ရလက်တခုထွက်အောင်ခင်ဗျားတို့လက်ရှိရတဲ့ရလက်ပိုမြင့်အောင်လုပ်ပေးနိုင်တဲ့လူတွေအပြင်မှာရှိတယ်ဒီဘောလုံးဖွဲ့ချုပ်တဲ့လူတွေမဟုတ်အပြင်ကလူတွေရှိတယ်ဒီဘောလုံးဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌတွေစီးစီတွေဘာညာတွေကိုခင်ဗျားတို့ကစီကန်းကြီးကြီးနေတတ်မှတ်ထားတာဗျာရှုပ်ချက်ခတ်နေတဲ့စီးဝဲတွေစီမီစီကန်းခြိထားလိုက်တာကျန်တဲ့လူတွေဝင်လို့မရတော့အဲ့တော့ကျွန်တော်ပြောရတာလေအားလဲအားနာတယ်ဟိုအချင်းချင်းခါပြောတော့အားနာလာတာရှက်လဲရှက်လာတာကျွန်တော်ကရှက်လာတာသူတို့ကမှုတော့မဟုတ်ဘူးကျွန်တော်ကရှက်လာတာအဲ့တော့ဘောလုံးဖွဲ့ချုပ်ကတာဝန်ရှိသူတွေအနေနဲ့ဂုဏ်သိက္ခာရှိနဲ့နှုတ်ထွက်လိုက်ကြတာအကောင်းဆုံးပါကျွန်တော်မြေတားရခံတာပါတကယ်မြေတားရခံတာခင်ဗျားတို့စိတ်လည်းမဆိုးခင်ဗျားတို့20တိတာဝန်ထမ်းဆောင်ခဲ့ပြီးပြီတော်ကြပါတော့နားကြပါတော့နော်နားသိနေနောက်မျိုးဆက်တစ်ခုဦးစားပေးပြီးတော့တကယ် reform လုပ်ချင်တဲ့မျိုးဆက်တစ်ခုတကယ်ကိုညီလာကိုင်းတစ်ခုခေါ်လိုက်ဗျာကဲတကယ်နိုင်ငံကရှိတဲ့ဘောလုံးအသင်းတွတ်တက်အောင်မြင်ကိုစိတ်ဝင်စားတဲ့လူတိုင်းမိသူမျိုးဆိုပါဝင်နေတဲ့ညီလာကိုင်းခင်ဗျာ CEC ဖြစ်မှာဘာဖြစ်မှာလဲအကုန်လာခဲ့ပါအကုန်ဥက္ကဋ္ဌတွေ CEC တွေကိုတော့ကျွန်တော်နှုတ်ထွက်မယ်အကုန်လုံးနှုတ်ထွက်တယ်ရှင်းသမျှအကုန်လုံးတစ်ဖွဲ့လုံးနှုတ်ထွက်ပြီးတော့အစအနေ reform ပြန်လုပ်မယ်ရုပ်ဖွဲ့မှုတော့တယောက်တော့ချန်တာအဲ့ဖွဲ့မှုလည်းခဏပဲပြီးရင်အကုန်ဖြုတ်အကုန်ထွက်ပြီးတော့အကုန်လုံး foreign ပြန်လုပ်လိုက်အဲ့ foreign လုပ်ပြီးတော့အကုန်ထွက်ပြီးတော့မှ foreign လုပ်ပြီးတော့အဲ့ထဲမှာပြန်ပြီးတော့ foreign နဲ့ဆွေးနွေးပြီးတော့မှတကယ်ကိုအပြင်ကလူတွေကိုအဲ့ပြန်တဲ့ရှိတဲ့လူတွေကိုတော့ဘေးထွက်ထိုင်နေလိုက်ဘာမှမဆွေးနွေးနဲ့ကျန်တဲ့လူတွေဆွေးနွေးပြီးတော့မှအဲ့ဆွေးနွေးပြီးတော့မှဘသူ့ကိုတင့်တော်တယ်ဆိုဝိုင်းဆွေးနွေးပြန်ပြီးလုပ်ကြည့်လိုက်မယုံဘူးဒါပေမဲ့လက်ရှိရှိတဲ့ဥက္ကဋ္ဌတွေ CEC တွေအပြင်ထွက်ထိုင်နေလိုက်နော်အဲ့ခမ်းမာတွေဝင်မထိုင်နဲ့အပြင်ထွက်ထိုင်နေလိုက်ခင်ဗျားတို့ data ပဲပြီးကျန်တဲ့အနာဂတ် future plan တွေကိုတလုံးမဝင်မဆွေးနွေးနဲ့ခင်ဗျားတို့ရှုံးခဲ့တာလည်းတာဝန်ခံကြလည်းမလို့လှုပ်ပြလိုက်ထွက်လိုက်အကောင်းပြီးတော့နှုတ်ထွက်လိုက်တာအကောင်းဆုံးပါအဲ့ဒီနေပုံစံနဲ့စမ်းကြည့်စမ်းပါတစ်ခေါက်လောက်စမ်းကြည့်ပါလားတစ်ခေါက်လောက်ကျွန်တော်ပွင့်လင်းပြောတာပါဆိုတော့ကျွန်တော်လည်းရင်နာလုံးလို့ခင်ဗျားတို့ personal မုံလည်းမုံချစ်လည်းမချစ်ဘူးကျွန်တော်ရင်လည်းနာလုံးလို့မြန်မာတယောက်နဲ့ရင်နာတယ်ပြီးတော့မြန်မာဘောလုံးတဲ့အနာဂတ်ကဒီတိုင်းလိမ့်ဖယ်သွားနေရင်ကျွန်တော်တို့တော့နောင်ဘယ်နှစ်ပေါင်းများစွာအထိရင်နာနေကြအောင်ခင်ဗျားတို့ကျွန်တော်ယူရိထပ်ပြောမယ်ခင်ဗျားတို့စစ်အာဏာရှင်ဆိုရမကြိုက်ဘူးစစ်တပ်အောက်ချုပ်တာမကြိုက်ဘူးစစ်တပ်ကနှစ်ပေါင်းများစွာအုပ်ချုပ်နေတာငါတို့တိုင်းပြည်ကိုဒုက္ခပေးတယ်ငါတို့ပြည်သူလူထုဒုက္ခပေးတယ်စစ်တပ်ကဘလောက်မရိုင်းတာစသဖြင့်ခင်ဗျားတို့တွေနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေဘာသမားညာသမားတွေ activist အကုန်လုံးပြောခဲ့ကြဘူးလေစစ်တပ်အုပ်ချုပ်လို့ရင်နာရတယ်ဆိုတော့အကြောင်းပြောကြရရှိတယ်โอเคစစ်တပ်လောက်ခဏထားလိုက်ဥဘောလုံးအဖွဲ့ချုပ်ကြောင့်ရင်နာတဲ့ပြည်သူတွေနှမ်းပေါင်းများစွာဘဝကိုပြောင်းလဲပေးခြင်းစီကိုမရှိဘူးလားခင်ဗျားတို့ပြောင်းကြည့်ပါဦးတစ်ခေါက်တော့အဲ့ဒါလေးပဲအရင် reform လုပ်ကြည့်ပါလားပြည်သူလူထုလည်းတိုက်တွန်းတာပါ
ခင်ဗျားတို့ဘောလုံးဖွဲ့ချုပ်တာရှိလို့အကုန်လုံးပါဥစောတို့အကုန်လုံးလေမောလာပါပြီခင်ဗျားတို့လည်းပင်ပန်းလာပါပြီခင်ဗျားတို့လည်းစိတ်နဲ့ကိုယ်နဲ့နှစ်ပြီးလောက်ရတယ်ပင်ပန်းပါတယ်ဒါပေမဲ့ခင်ဗျားတို့ဘာမှလည်းမသိပေမဲ့ခင်ဗျားတို့လည်းပင်ပန်းပါတယ်တေချာတော့အခုလောဆယ်ဘောလုံးတဲ့မအောင်မြင်ဘူးဆိုတော့နှုတ်ထွက်လိုက်ကြတာအကောင်းဆုံးပါနှုတ်ထွက်ပြီးတော့မှတကယ်ကိုအကြီးသားဖိုရန်လို့ဘောလုံးအားသားဝင်ကြီးဌာနလူတွေလည်းဘေးထွက်ထိုင်လိုက်ဘောလုံးဖွဲ့ချုပ်အကုန်ဘေးထွက်ထိုင်လိုက်အဲ့ဖိုရန်ယူအဲ့ဟိုသူ့မနာကွင်းရှိတယ်ကွင်းတော့ဖိုရန်လုပ်ပြီးလူတွေကနေပြီးတော့အော်ဖြစ်လိုက်အဲ့ကျန်တဲ့အဲ့ရှိပြတဲ့စီးစီကိုတယောက်မှမရွေးချယ်ပဲနဲ့ဖယ်ပြီးတော့အဲ့လူတွေကတော့အရန်ကူညီရန်တာပါမယ်တကယ်သွားမယ်ဟာမပါနဲ့တော့ဆိုတော့တကယ်လုပ်ကြည့်ပါ reform လုပ်ကြည့်ပါနော်လူငယ်မျိုးစေ့တွေအများကြီးရှိပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တစ်ခါကြာရင်လောလို့ပါပြီပြီးတော့တချို့က budget စီမံခန့်ခွဲမှုပါညာ budget စီမံခန့်ခွဲမှုလည်းတကယ်လိုအပ်လာရင်ပြည်သူလူထုကဝိုင်းအပုံထည့်ကြပါလိမ့်မယ်တကယ်သာတိုးတက်တဲ့အထက်အေးအောင်မြန်ပြည်သူတွေဝိုင်းပုံထည့်လိမ့်မယ်တကယ်ပါလိမ့်မယ်ဒါကျွန်တော်လည်းဒါတော့မပြောချင်နဲ့ဘာလို့ဆိုဟိုစိတ်ထဲလည်းမကောင်းပါဘူးဟိုတာဝန်ရှိသူတွေလည်းတာဝန်ယူထားတာပင်ပန်းလာပါပြီခင်ဗျားတို့လည်းပင်ပန်းနေပါပြီကျွန်တော်လည်းပင်ပန်းပါပြီနှစ်ဖွဲ့စလုံးပင်ပန်းနေတဲ့ဇက်ကြီးကိုဆက်မကပါနဲ့တော့ပင်ပန်းနေဟိုနားကြပါတော့ဒါတော့ပဲကျွန်တော်ပြောချင်တယ်နော်ဆိုတော့ကျွန်တော်ပို့လိုက်မယ်တိုင်းပြည်ကိုဖြစ်အဖွဲ့အစည်းတစ်ခုကိုဖြစ်ဟိုလုံလောက်တဲ့အနေထားရောက်တဲ့အထိအစံတစ်ခုလောက်ထိဆွဲမတင်နိုင်ပဲနဲ့အဲ့ဒီနေရာမှာထိုင်နေတာဆယ်စုနှစ်ချီနေတဲ့အုပ်စုအဖွဲ့ဆိုရင်ကျွန်တော်လည်းမကြိုက်ဘူးကြစစ်တပ်ကထိုင်နေလဲကျွန်တော်မကြိုက်ဘူးဒါပုံမှန်နဲ့ပြောတာစစ်တပ်ကထိုင်နေလဲကျွန်တော်မကြိုက်ဘူးစစ်တပ်ကအခုနေထားကူ9နှစ်သူတို့အုပ်ချုပ်နေတယ်နောက်9နှစ်10နှစ်20ဆက်ထိုင်နေကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်လည်းတော်လိုက်သမားဖြစ်သွားမှာအဲ့ကြိုက်ဘာလို့ဒီ9နှစ်ကျွန်တော်ဘာမှမပြောရွေးကောက်ပွဲပြတ်ထွက်မယ်โอเคလက်ခံ yes ဘာမှမပြောကျွန်တော်ဒါပေမဲ့အဲ့လူတွေနှစ်20လောက်ထိုင်နေကျွန်တော်လည်းထိုင်နေပြီးတော့ဘာမှမလုပ်တော့ဘူးဆိုရင်ကျွန်တော်လည်းတော်လိုက်သမားဖြစ်မှာဒါနမူနာပြောတာဘာလို့အစုဖွဲ့တစ်ခုကနေအဲ့လိုလဝကြီးအုပ်မင်းမူကြီးဆိုးဟာဒါမသိတော့ဘူးဗျဒါတိုင်းပြည်ပြည်နဲ့ပတ်သက်ရင်လည်းမကောင်းအဖွဲ့အစည်းတစ်ခုနဲ့ပတ်သက်လည်းမကောင်းကျွန်တော်တို့အပွင့်လည်းပြောရင်မကြိုက်ပါဘူးနော်ပြီးတော့နောက်တစ်ခါကျွန်တော်ကြုံလိုက်ရုံဒီနေ့တခါထည့်ပြောပါမယ်ကျွန်တော်လည်းဒီမြန်မာနိုင်ငံ Digital Media Association မှာတွဲဘက်အတွင်းမှုတာဝန်နဲ့ကျွန်တော်ဒေါအောင်ဆန်းစုကြည်ဆိုတော့နှစ်ကုန်ပိုင်းနဲ့စခဲ့တဲ့အသင်းခုချိန်ထိအဲ့ဒီအသင်းကယာယီပဲခုချိန်ထိယာယီပဲခုချိန်ထိဟိုဘက်ကတစ်နှစ်ပေါ့နော်19မှာဆွေးနွေးတယ်20မှာလည်းဆွေးနွေးတယ်20မှာဆွေးနွေးပြီးတော့21မှာဆိုတော့20ကနေဒီ25တိ9နှစ်ရှိသွားပြီယာယီပဲခုရိတ်အတီးမဖြစ်သေးဘူးကျွန်တော်လည်းပွင့်လည်းပြောရရင်တော့နောက်သိမ့်မကြတော့ကာလာရောတော့ကျွန်တော်ယာယီရလေနှုတ်ထွက်ပါတယ်လို့ကျွန်တော်နှုတ်ထွက်စာပို့ပြီးတော့မယ်အဲ့ဒါဘာလို့လဲဆိုကျွန်တော်နိုင်ငံမှာအကုန်လုံးကဘာတွေလဲမသိဘူးတကယ်ပါကျွန်တော်နှုတ်ထွက်စာပို့ပြီးတော့မယ်ကျွန်တော်လည်းဘာမှမလုပ်ပါဘူးယာယီတွင်းမှုဘာမှလည်းမလုပ်ပါဘူးဘာမှလည်းမရှိဘူးဘာမှလည်းမလုပ်နိုင်ဘူးအဲ့ဘာကြီးကလည်းယာယီနဲ့ပဲလဲထွက်တယ်ဖွဲ့စည်းဖို့လည်းမဆွဲနိုင်ဘူးဖွဲ့စည်းဖို့တော့ဆွဲပြရတယ်ဒါပေမဲ့အသင်းဖွဲ့စီမင်းလည်းမတင်နိုင်ဘူးခုတည်းတရားဝင်လည်းမတင်နိုင်ဘူးဘာလို့အပြစ်လဲလို့မေးကျွန်တော်အပြစ်ဘာလို့ကျွန်တော်ဝင်မိတာကျွန်တော်မျောလင်းမိတာကျွန်တော်အပြစ်ဒီလူတွေတချို့လူတွေပေါ်မှာကျွန်တော်မျောလင်းချက်ထားမိတာကျွန်တော်အပြစ်တချို့လူတွေကဘယ်ဟုတ်မလဲဗျကျွန်တော်မျောလင်းထားတယ်လို့မဟုတ်လားအဲ့တော့တကယ်ဒီတိုင်းပြည်ကလေအကုန်လုံးမြေလံပြည့်ရမယ်အကုန်လုံးတော့တွေ့ရတယ်စိတ်ထဲမှာတော်တော်လည်းမကောင်းပါဘူးအဲ့တော့ဟိုကိုလည်းကိုတောင်းမနေနေတာမလို့ကိုကျွန်တော်ကနှုတ်ထွက်တော့ပါကျွန်တော်သက်ဆိုင်အဖွဲ့အစည်းကျွန်တော်ပြောတော့ပါကျွန်တော်နှုတ်ထွက်ပါပြီကျွန်တော်နှုတ်ထွက်ပါပြီဒီနေ့ကစားပြီကျွန်တော်ပြောတော့ပါဆိုတော့ကျွန်တော်လည်းကျွန်တော်ဒီယာယီဆိုတဲ့ယာယီပဲရှိတယ်နော်အဲ့မှာကျွန်တော်နှုတ်ထွက်ပါပြီဘာလို့9နှစ်အတွင်းမှာဘာမှမလုပ်နိုင်တဲ့အတွက်ကျွန်တော်နှုတ်ထွက်ပါပြီကျွန်တော်နှုတ်ထွက်ပါဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကိုစံပြလုပ်တော့ခါတော့လေတချို့အသင်းဖွဲ့တွေကျွန်တော်ဘောလုံးဖွဲ့ချုပ်ပါဝင်ကျန်တဲ့အသင်းဖွဲ့တွေအကုန်လုံးကဥက္ကဋ္ဌတွေတွင်းမှုတွေ CEC တွေရှေ့ထွက်ကြဗျာဒါပဲရှိပါတယ်နော်ဒါလေးပါပဲကြုံကြိုက်လို့ပြောတာနော်ကဲပါထားပါတော့နောက်တစ်ခါဒီနေ့အဲ့ဒါပြောပြီးတော့ဒီနေ့ကျွန်တော်မိုးအောင်ရင်ပေါ့တရုတ်ဆောင်မိုးအောင်ရင်ကားမတော်တဆဖြစ်တဲ့ကိစ္စဒါလေးပတ်သက်ကျွန်တော်ပြောပါမယ်မိုးအောင်ရင်ကမနေ့ကညဖြစ်တာပေါ့နော်မနေ့ကညဒီကျွန်တော်တို့မြန်မာပလာဇာရှိပေါ့မြန်မာပလာဇာရှိအဲ့မှာကုန်းကျော်တရားတစ်ခုရှိတယ်အဲ့ကုန်းကျော်တရားပေါ့နော်ကိုကိုင်းနဲ့ဘယ်လိုခေါ်တက်ကတော်ရီသာလမ်းဟောင်းလမ်းတစ်နဲ့ဒီဘက်ခွားဖျက်လမ်းပေါ်ဖြတ်ဖောက်ထားတဲ့တရားပေါ့နော်အဲ့တရားကိုပါကိုကိုင်းကုန်းကျော်တရားလားဘယ်လိုခေါ်လို့တရားနာမည်ကျွန်တော်မေ့တယ်အဲ့ဒါအဲ့တရားကိုအဲ့တရားအစင်းသားလေးမှာဒီကောင်မိုးရင်ဆင်းမောင်းလာတဲ့ကားရှေ့ကကားကိုဝင်ဆောင်ပလိုက်တယ်မိပွိုင်နာမှာဝင်ဆောင်ပလိုက်တယ်မိပွိုင်မြောက်ခွင်နာဝင်ဆောင်ပလိုက်တာသိရတဲ့လောက်ကားတချို့မီဒီယာရေးတာ8စီးတွေရော6စီးတွေရောဗန္နစီးတွေရောဗန္နစီးဘောနဝါစီးတွေရောစသဖြင့်ပေါ့ရေးနေကြတယ်ကျွန်တော်ကတော့သိတာတော့သိတော့ကျွန်တော်သတင်းဌာနမှာတက်ပါပြီကျွန်တော်လည်းတခြားမေးတယ်အဲ့ကျွန်တော်သိကြလို့မေးတာပေါ့သတင်းတွေကပေါ်လို့ရိုက်နေတာရဲ့နောက်တစ်ခါမိုးအောင်ရင်ကသတင်းတွေမှာပေါ့ဗျာမိုးအောင်ရင်ကမွေးစေဝါသုံးထားသလိုမျိုးခွီးကွဲနေသလိုမျိုးစုံတခုကွဲပြဲနေသလိုမျိုးရေးကြတွေ့ရတယ်ပြီးတော့ကားကလည်း8စီးလို့6စီးလို့ရေးကြတော့ကျွန်တော်လည်းသိကြလို့အဲ့ဒီမှာသက်ဆိုင်ရာတာဝန်ကျအရာရှိကိုလှမ်းဆက်သွယ်မင်းမြတ်ပါတယ်မင်းမြတ်တဲ့ခါကျတော့သူကပြောပါတယ်ဘသူကတိုက်တာတော့တိုက်တာဆိုတော့မိုးအောင်ရင်တိုက်တာပါတဲ့နော်ဒီမှာ10ရက်ည10နာရီခွဲလောက်ကနော်မိုးအောင်ရင်ဝင်တိုက်တာပါတဲ့ပြောလို့ရှိပြီးတိုင်းမှာဝင်တိုက်တာတဲ့မောင်ရဲ့ကားအပါဝင်ဆိုစုစုပေါင်း9စီးတဲ့တိုက်တာ9စီးတဲ့ရှေ့က4စီးကိုဝင်တိုက်ပဲတာတဲ့သူပါဆို9စီးသူကားတော်တော်လေးကြီးမောတယ်နောက်ကားတွေထိကုန်တယ်ပေါ့နော်သိရတော့တဲ့ဒီမောင်ရဲ့ကားပေါ်ထွက်လာချိန်မှာပ
ပုံမှန်ချင်းနေပဲတဲ့ဘာမှသူ့မှာဟိုပုံမှန်မူပြက်နေတယ်မရှိပါဘူးပြောတော့အရက်နာနေပါရတာမျိုးတစ်ခုပေါ့ဗျမကောင်းနှံ့တယ်တစ်ခုပေါ့ရတာမျိုးတော့မရှိဘူးဆိုတဲ့သဘောမျိုးတော့ပြောတယ်ဗျနော်ပြောတယ်အဲ့လိုရှိပြီအဲ့တော့သူတိုက်လိုက်တဲ့အတွက်အဲ့ညမှာပဲအဲ့နားမှာပဲရထင်းရုံရှိတော့ရထင်းရဲဖွဲ့တော့ပွဲရတိုက်တဲ့ချင်းသိမကြဘူးမိနစ်ပိုင်းတော့ချက်ချင်းလာပြီးတော့ရထင်းရဲရစကန်အကုန်လုံးခေါ်ရတယ်ခေါ်တော့တိုက်ခံတဲ့ကားတွေရောပိုင်ရှင်တွေရောတိုက်တဲ့သူရောအကုန်လုံးအကုန်စကန်ထဲမှာခေါ်ထည့်ပြီးဆွေးနွေးတယ်စကားပြောတယ်ညှိနှိုင်းတယ်ပေါ့ဗျာဒါရင်တိုက်မှုတစ်ခုဖြစ်ရင်အများနဲ့လောက်ရတဲ့အလုပ်ပါရင်တိုက်မှုတစ်ခုဖြစ်လာရင်ရင်တိုက်တဲ့သူကကိုတိုက်လိုက်တဲ့ကားပိုင်ရှင်မတည်ဘူးဆိုရင်ကားကိုယော်ပေးတာပြန်ပြင်ပေးတာဒါတွေနဲ့ညှိနှိုင်းပြီးတော့အမှုတွေကိုဟိုဒါသူတို့ချင်းချင်းကြေးလိုက်တာမျိုးလုပ်လို့ရတယ်။ဘာလို့ဆိုကျွန်တော်ကပွင့်လိုက်ပြန်ကျွန်တော်လည်းကိုထွေးကိုထွေးမှုလို့နော်ထားပါတော့အဲ့တော့ကျွန်တော်တို့ကြေးပေးတယ်ကျွန်တော်တို့ကြေးပေးတယ်ကြေးပေးဖို့ပဲကျွန်တော်စဉ်းစားဘာပြဿနာမှဖြစ်ကြေးပဲခံတယ်အကြေးပဲခံတယ်ဘာကြောင့်ကျွန်တော်ဘာဖြစ်မခံဘူးဟိုခေါင်းထဲမှာအရှုပ်မခံဘူးသူများတော့ဒုက္ခမပေးချင်ဘူးမဖြစ်ချင်ဘူးကျွန်တော်ဖြစ်ဘူးတယ်ရင်ဖြစ်ဘူးတယ်ကြေးပေးတယ်တချို့ပထမဆုံးဟိုအရင်ဖြစ်ဘူးတာမျိုးဆိုရင်ပတ်စံတစ်ချက်မှတော့မရဘူးကျွန်တော်ကိုကတော့လျှော်ပေးလိုက်သေးတယ်ကဲကားတောင်တွန်းပေးလိုက်တယ်သူကားကိုအဲ့လိုလုပ်ပေးတယ်ကျွန်တော်တို့မှာဘာလို့ကျွန်တော်တို့ကတစ်ဖက်လူတွေဒုက္ခမပေးချင်ပါဘူးအေးဆေးပဲကိုယ့်ကိုပဲနေချင်တဲ့ကောင်တွေပါတယ်အဲ့တော့ထားပါတော့အဲ့တော့မော့ဟိုဟာကားတွေအဲ့လိုကြေးပေးလို့ရှိတယ်အခုမော့ရင်ကျတော့လိုက်တာ၄စီးသူတိုက်လိုက်တာ၄စီးဆိုတော့တခြားရှေ့မှာ2စီးလောက်တော့ပုံသွားတာရှိတယ်အဲ့2စီးလောက်လာပြောတယ်အဲ့လိုလည်းကြားတယ်ဒါပေမဲ့အဲ့စီးတွေကသိပြီးရမလို့ပေါ့ဗျအေးဆေးဖြစ်ပြီးတော့ဘာမှမရှိဘူးဆိုထွက်သွားတယ်ပေါ့သိထွက်သွားတယ်ခေါင်းနဲ့ကိုက်မခံလို့ထင်ထွက်သွားတယ်ဘာမှဒဏ်ရာလည်းမရှိဘူးထင်ပါတယ်အဲ့တော့မော့ရင်တိုက်လို့ထိသွားရများတဲ့၄စီးကတော့ဒါရထရဲရုံမှာသွားစကားပြောတယ်ပေါ့ပြောတော့ကူမော့ရင်အမှုဖွင့်ထားတယ်လို့သိရတယ်ကြည့်ရမော့ရင်ဒီ၄စီးလုံးသူရောဖို့ရသူကားပြင်မှုရကုန်ကျတဲ့ cost ကိုသူမခံနိုင်ဘူးထင်ပါတယ်မခံနိုင်ဘူးထင်တာလားဒါမှဘာကြောင့်လဲတော့မသိဘူးသူအမှုဖွင့်ခံလိုက်ရတယ်တကယ်တော့အမှုဖွင့်မခံမနဲ့အဲ့၄စီးလုံးသူရောပေးလိုက်မယ်သူကားလည်းသူပြင်သူရောပေးလိုက်မယ်ဆိုရင်ဒါကြေးလို့ရတယ်ပေါ့ကြေးပြီးသွားမယ်ကိစ္စဒါမပြီးဘဲနဲ့အခုအမှုဖွင့်ခံထားအမှုဖွင့်ထားတယ်လို့ကျွန်တော်သက်ဆိုင်ရာအရာရှိကပြောပါတယ်သူတို့လောဆယ်တိုက်ခံရပျက်စီးသွားတဲ့ကားတွေနဲ့ပတ်သက်ပြီးတော့တဲ့အကုန်လုံးသက်ဆိုင်ရာ office မှာအမှုဖွင့်ထားပါတယ်တဲ့မိုးအောင်ယုံအမှုဖွင့်ထားတယ်ဆိုတော့ဖမ်းတော့ဖမ်းမထားဘူးပေါ့ဗျအမှုဖွင့်ထားလိုက်တော့အမှုဖွင့်ပြီးဒါအဲ့အမှုကိုဆက်လက်ရင်ဆိုင်ဖြေရှင်းကြမှာပေါ့ဗျအဲ့တော့တရားရုံးတွေပဲတက်ရင်လည်းတက်ရမှာပဲဒါမှမဟုတ်လည်းအဲ့မှာအမှုဖွင့်အမှုပြန်ဦးသေးတယ်လည်းဖြစ်မရောရင်ဒါတွေကတော့ဒီနေ့မနေ့ပြန်တော့တော်တော်သူတို့ဆွေးနွေးပြီးဖြစ်မှာပေါ့ပြဿနာကားတွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်နိုင်ငံမှာကားနဲ့ပတ်သက်ရင်ကားတွေကဟို spare part တအားရှားတဲ့ပြဿနာရင်ဆိုင်နေရတယ်ကားတွေ spare part တအားရှားတယ် Probox လို့ Honda Fit လို့ဟာမျိုးတွေကတော့ spare part ပေါ်တယ်ပေါ့ဗျာနော်အဲ့ဒါမျိုးတွေကပေါ်တယ်ဒါပေမဲ့တကယ်ဒီကျွန်တော်တို့ quality ရှိတဲ့ကားတွေတချို့ကားတွေဆိုရင် spare part မရှိဘူးဘာလို့ဆိုတော့ spare part သွင်းတဲ့အတွက်ကိုသွင်းတဲ့ permit တွေကမရဘူးတေချာကောင်းမှမရှိတော့ spare part တွေရှားတယ်ဘလို့အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုမှာမဲဆောက်ကနေကားတခိုးဈေးကွက်ကနေပြီးတော့မဲဆောက်ကားတခိုးဈေးကားတွေသွင်းတယ်သူပြီးအဲ့ကားတွေကိုဒီမြောက်တွေရောက်တယ်မြောက်ရောက်လို့ရှိရင်မြောက်တွေမှာကားကိုစင်းလုံးဘာလို့လဲဆိုတော့တချို့ကြတော့အစိလိုက်မောင်းလာလို့ရှိတယ်တစီပြားကြိုက်မောင်းလာလို့ရှိတယ်တချို့ကြတော့ဂျင်းထည့်ပြီးပေါင်းတယ်ပေါင်းပန်ရဆိုင်နဲ့ပတ်ပြီးပေါင်းမောင်းလာတာရှိတယ်တချို့ကြတော့ဘာလို့ဆိုတော့ကားကိုတစားစီဖြုတ်ပြီးတော့ရှိတဲ့ဟိုကုန်ပစ္စည်းတွေကားတွေကောက်ထည့်လာပြီးတော့ဒီဘက်ကတခိုးဈေးတွေမှာရောင်းတယ်တာမွေးရဲ့ဈေးတွေဘာလို့ဆိုတော့တခိုးဈေးမှာရောင်းတယ်အဲ့လိုဈေးတွေမှာရောင်းရတယ်တခြားဈေးတွေရှိပါတယ်အဲ့တော့အဲ့လိုတခိုးဈေးရောင်းကြပြီးတော့အဲ့မှာ spare part ပေါ်တဲ့ကားတွေရှိတယ်ဒါပေမဲ့တကယ်တချို့ကားတွေကျ spare part လုံးဝမရှိတဲ့ပြဿနာအများကြီးတက်တယ်ဆိုတော့ဒီကားတွေတိုက်ခိုက်ရမှာဆိုတချို့ကားတွေမှာ spare part ပြဿနာတက်မယ်ဖို့ပေါ်တယ်ဘာလို့ဆိုတော့တကယ်တက်မယ်သဘောရှိတယ်တချို့ကားတွေမှာအဲ့တော့ဒီနိုင်ငံကလည်းဗျာဟိုကံမကောင်းပါဘူးတိုင်းပြည်ပြည်သူတွေကားနဲ့ပတ်သက်ရင်လည်းဈေးကြီးပေးစီရတယ်ဟုတ်ပြီကားတစ်ခုဖြစ်လို့ spare part လိုလားဆိုလိုတော့လည်းမရအောင်ကျွန်တော်ကကားကိုဘယ်လိုစီးနေဆိုတော့ဟိုဘာလဲဆိုတော့ဟိုကျွန်တော်ကကားကိုတာပြီးတော့မွေးထားတဲ့ပိုးမွေးသလိုမွေးပြီးစီးနေရတယ်ကျွန်တော်ကကားကိုကားလို့စီးရမှာလားပိုးမွေးသလိုမွေးထားမှာလားဆိုတော့မရမလို့ဒီတိုင်းပြည်ဖြစ်နေတယ်အဲ့တော့အဲ့ဒါလည်းမူဝါဒအရလွဲနေတယ်လွဲတာကိုဘရော့တဲ့မလဲမင်းကျွန်တော်လည်းမသိဘူးအဲ့တော့သက်ဆိုင်အာဏာပိုင်ဖွဲ့စည်းလို့ခင်ဗျားတို့မေးအဲ့တော့လောဆိုတော့မောင်းရင်အမှုကတော့သူဒီတိုက်သွားတာ၄ရက်စီးဖြစ်တယ်ကျမ်းမသူ့အနေထားရတော့ဘာမှဟိုလူတွေအပြင်မှာရေးသလိုမူရေးစေးသုံးတာဘာညာအရက်မူယူဘာရန်ကအဲ့ဒါတခုမှမရှိဘူးအေးဆေးပဲထွက်လာတယ်ကောင်းမော်ပဲပြီးတော့သူရှင်းနေပြီး yes ကန်လိုက်သွားတယ်ပြီးတော့ yes ကန်မှာသူတို့ဖြစ်တယ်အမှုဖွင့်ခံတယ်ဒါပဲပြီးသွားတယ်အဲ့တော့ပြီးရင်တော့ဒါနောက်ပိုင်းကြီးမလားမကြီးလားနောက်ပိုင်းမသိဘူးဒါပေမဲ့မင်းသားတေးဥဆောင်မင်းသားမောရင်ဖြစ်တဲ့ခါကျတော့နာမည်တော့ကြီးသွားတာပေါ့နော်သတင်းသမားတွေတော့သတင်းဖြစ်တယ်တာမန်ပြည်သူတို့ကျတော့မောရင်ကားတိုက်ရဟေ့ဆိုသတင်းထွက်သွားတယ်မောရင်ကားတိုက်ခံရတယ်လားကားတိုက်တာလားအဲ့မှာသူရောရပြီရက်ွက်တွေထဲမှာဆိုရင်တော့မောရင်ကားတိုက်တယ်ဟေ့မောရင်ကားတိုက်ခံရတယ်ဟေ့မောရင်ကားမျိုးစုံသတင်းကိုရေးကြလိမ့်မယ်သို့တော့ဗဇက်ကပြောကြလိမ့်မယ်သို့တော့ဘယ်လိုပဲဖြစ်တကယ်ဖြစ်မှန်ကတော့မောရင်ကသူကားနဲ့သူများကဝင်တိုက်ပလိုက်တယ်နောက်ကနေအရှိန်လုံးပြီးတော့ဝင်တိုက်တယ်ကြည့်ရတာသူတခုခုကိုငင်းနေများဖြစ်သွားသလားတခုခုပေါ့ဗျာဖြစ်မှာပေါ့အဲ့ဖြစ်ပြီးတော့အုံးဆုံးဝင်တိုက်ပလိုက်တယ်ဆိုပြီးပြောတော့အဲ့တော့သူရောရမှာပေါ့ဗျာလေးစီးဆိုတော့မနေဘူးပေါ့နော်တစည်းကိုရောမှဟာလည်းနေမှာပေါ့ရာကနန်းကတ်သွားမလားမသိဘူးတချို့ကားတွေဆိုရင်တော့ပေါင်းလိုက်ရင်တော့ရာကနန်းကြော်သွားမလားမသိဘူးဒါကြောင့်သူဒါကြောင့်မလို့သူအမှုမြောက်ဖွင့်ခံလာမသိဘူးဘာလို့ဆိုရင်တင်ရဲ့ရင်တဲ့ဥပဒေတွေမှာရှိတယ်ဗျာရင်စဥပဒေတွေမှာဒဏ်ကြီးဆောင်ခိုင်းလိုက်ရင်သင်္ကန်းနဲ့ပြတ်တဲ့ဟာလေးရှိတယ်ဗျာဒါကြောင့်တစ်ခါကျရင်လည်းပြုံးစရာတော့ကောင်းတယ်ဟိုတဲ့ရောလိုက်လို့ရှိရင်ကုန်ကြမဲ့ကုန်ကြသိနေအမှုဖွင့်နဲ့ခံလိုက်လို့ရှိရင်ပေးရမယ်ပတ်စံအမှုဖွင့်ခံလိုက်လို့
ဟိုတရားရုံးအမိန့်ချလို့ရောမယ်ပတ်စံနဲနေရရှိတယ်ဒါကြောင့်မို့လို့တစ်ခါကျတချို့တွေအဲ့လမ်းကိုရွေးရလည်းရှိတယ်နော်ဒီမောရင်လည်းကား SF ဖြစ်ချင်မှာသူနဲ့သက်ဆိုင်ပိုင်ရဆိုင်သူဖုန်းဆက်ရဆက်မှာပေါ့ဗျာသက်ဆိုင်လူပုံကိုဆက်ပြီးကူညီတောင်းပြီးတော့သူ့အမှုကိုတက်တာအောင်ပေါ်ရောအောင်ဘလို့ဖြည့်ရှင်းကောင်းမလဲဆိုတော့သူမေးမိမှာပေါ့ဘာလို့ဆိုတော့မင်းသားဆိုတော့သူ့မှာလည်း network ရှိပါလိမ့်မယ်ကျန်တဲ့လူတွေမှာလည်း network ရှိပါလိမ့်မယ်ဖုန်းဆက်ပြီးတော့ဆက်ကြပါလိမ့်မယ်ကားတစ်ခု accident ဖြစ်ရင်စိတ်တော့ကတားရောက်တယ်ဗျကျွန်တော်ကိုရိဆိုတော့စိတ်တော့ကတကားရောက်ပါတယ်တကယ်ပါနော်ထားပါတော့ဒါတော့မောရင်ကားကိစ္စပါနော်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဘာလဲဆိုတော့ဒီလိန်တဲ့ကိစ္စပေါ့နော်လိန်တဲ့ကိစ္စနှစ်ခုဒီနေ့ကျွန်တော်ထည့်ပြောမယ်ပထမတစ်ခုကဘာလဲဆိုတော့ချဲကနန်းကိုကားချဲကနန်းကိုပြောပြနေကားပေါ့ကားနဲ့ပတ်သက်ပဲတန်းပြောပါမယ်ကားနဲ့ပတ်သက်ပြီးတော့လိန်ရောင်းတဲ့ဒါပေမဲ့ကန်သမက်ဖောက်ရောင်းတဲ့ပုံကိုတယောက်ဖမ်းခံလိုက်ရဖြစ်စဉ်ဖြစ်သွားတယ်အဲ့ဒါကတော့မန္တလေးမှာလို့ကျွန်တော်အကြံဉာဏ်သိရတယ်မန္တလေးပေါ့နော်မန္တလေးမှာနေထိုင်တဲ့ပုံကိုတူပေါ့နော်ချမ်းရည်တာတန်မြို့နယ်မှာနေထိုင်တဲ့နော်ပုံကိုတူautomobile channel ဆိုပြီးတော့သူက Facebook page ထောင်ထားရထင်ပါတယ်သူကအဲ့နာမည်နဲ့ page ထောင်ထားတယ်ပြီးတော့ကားကိုရောင်းတယ်ဘယ်လိုရောင်းလဲဆိုတော့ကန်ဆန်းမဲဖောက်ရောင်းတယ်ကန်ဆန်းမဲဖောက်ရောင်းတဲ့ခါမှာဒီလ16ရက်နေ့မှာထွက်မဲ့ချဲကနန်းကိုဒါကန်ဆန်းမဲပါဆိုပြီးတော့ထွက်မဲ့ချဲကနန်းကိုကန်ဆန်းမဲဆိုပြီးတော့လူတွေကိုကန်ဆန်းမဲတစ်ဆောင်ဘလောက်ဆိုပြီးတော့ရောင်းတယ်ကွယ်ရောင်းတော့ကားနှစ်စီးကိုမဲဖောက်မယ်ဆိုရောင်းတော့အဲ့ဒါတိုင်ရတော့တယ်ဖြစ်ကုန်တော့ကားလောကသားတွေကျတော့ကားလောကသားတွေရောတခြားကြည့်နေတဲ့သူတွေရောဒါလောင်းကစားဖြစ်သွားပြီကားရောင်းရင်ကားရောင်းလို့ရတယ်ဗျကန်ဆန်းမဲဖောက်တယ်ဆိုကြတဲ့ကဒါပြဿနာရှိတယ်အရင်တော့လည်းဖြစ်ဘူးတယ်မအေတင်ကိုလားမသိဘူးအဲ့မျိုးသမီးသူအိမ်ကိုကန်ဆန်းမဲဖောက်ရောင်းတာရှိဘူးတယ်ဒါဥပဒေနဲ့မညီဘူးဆိုတာကိုသူတို့မေ့နေပုံရတယ်အိမ်လိုပဲရောင်းအောင်မှာကန်ဆန်းမဲဖောက်လို့မရဘူးထားပါတော့ကားကိုရောင်းတယ်ထားပါတော့မဲသူရောင်းတာတော့ဒီပုဂ္ဂိုလ်ကကိုနေမျိုးထက်ဆိုတဲ့ပုဂ္ဂိုလ်ပေါ့သူရောင်းတာတော့ဒီကားတစ်စောင်လက်မှတ်ဘယ်လောက်လဲတစ်စောင်ခဏဈေးနှုန်းဘယ်လောက်လဲတော့ခဏလေးတစ်စောင်ဘယ်လောက်လဲသူရောင်းတာကားလက်မှတ်နှုန်းထားကားမျိုးစားလိုက်မဲတမဲကို3,9500ကျပ်နဲ့2,1500ကျပ်ကားမျိုးစား2မျိုးဆိုတော့2မျိုးဆိုတော့တစ်မျိုးပေါ့တစ်မျိုးက3,900မဲတစ်စောင်3,900 5,000 3,900ရဲတစ်စောင်နောက်တစ်မဲကျတော့2,1500ဆိုတော့ဒီကယ်လို့ကိုကခမားအဖြစ်ကျွန်တော်ကအိုက်ကောက်လူကြိုက်လို့သူကန်သမက်ကိုကျွန်တော်ကြိုက်လို့ဆိုရင်ကျွန်တော်ပတ်စံတစ်မျိုးကိုကြိုက်လို့ဆိုကျွန်တော်3,900ပေးလိုက်တယ်ကန်သမက်တစ်မဲရတယ်ကျွန်တော်ပေးတယ်ကျွန်တော်နံပါတ်တစ်ခုကျွန်တော်ပြောလိုက်တယ်ကျွန်တော်စိတ်ထဲမှာကြိုက်တဲ့နံပါတ်တစ်ခုကျွန်တော်ပြောတယ်အကယ်အဲ့နံပါတ်ကဟိုနေ့ချဲထွက်တဲ့ခါမှာအဲ့ချဲနဲ့တိုက်သွားလို့ပေါက်သွားရင်အိုက်ကောက်သူရပြီဘယ်သူပေါက်မလဲမသိဘူးအဲ့လိုမျိုးပေါ့နော်ဒါမျိုးပေါ့သဘောမျိုးတူအဲ့သဘောမျိုးပေါ့နမူနာပေါ့နော်ဒါနမူနာအဲ့တော့နောက်ကားစီကျတော့2,500ဆိုတော့ကားစီဝယ်ခုခေတ်မှာအနည်းဆုံး3,500 600 900 800 1000အရန်ကောင်းရင်1,400 2,000 3,000အဲ့လိုဖြစ်ကုန်တာပေါ့နော်အရန်ကောင်းရင်တော့1,500ရှိပါတယ်ထားပါတော့အဲ့တော့သူရောင်းတဲ့ကားကတော့ကျွန်တော်ထင်တယ်ယာကနန်းတွေပေါ့ထောင်ကနန်းအောက်တွေပေါ့ထောင်ကနန်းပတ်လေအောက်တွေပေါ့အဲ့လောက်တွေဖြစ်နေကနန်းတွေဖြစ်မယ်အဲ့တော့အဲ့ဒါကိုသူအဲ့လိုရောင်းတဲ့ခါကျတော့ဒါကိုရဲတပ်ဖွဲ့ဝင်ကတွေ့သွားတယ်ခါကျသူ့ကိုလောင်းကစားဥပဒေပုံမှန်18ကကြီးနဲ့အမှုဖွင့်ပလိုက်တယ်တော့ဖမ်းတယ်မှုဖွင့်ပလိုက်တယ်ဆိုတော့မန္တလေးမှာဒီကားမဲဖောက်ရောင်းတဲ့လူတွေသူတော်လက်ဆိုတော့အများကြီးပဲအဲ့တော့တယောက်ပြီးတော့တစ်ဖွဲ့တော့စရိုက်ဒါသူ့ကိုနမူနာဖမ်းပြခြင်းအပြင်နောက်လူတွေအကုန်လုံးကလည်းတုံသွားစေမယ်ဒါမျိုးလုပ်လို့မရဘူးဆိုတာသိသွားစေမယ်လို့ပြောစရာဖြစ်တယ်နောက်တစ်ခုကဒီဒီလိုတွက်ချင်းအပြင်သူ့တက်လည်းကြိုက်တယ်ဗျာအမှချဲကနန်းကအကွက်1,000ရှိတယ်လို့ပြောလို့ရတယ်ချဲကအကွက်1,000အဲလူတယောက်စီကနေပတ်စံ1,000ယူရင်အကွက်1,000ဖြစ်တော့တယ်ဘယ်လောက်လဲပေါ့နော်အကွက်1,000ဖြစ်တယ်လူတယောက်ချင်းပတ်စံ3,000ယူရင်3,000ရတယ်3,000ယူရင်3,000ရတယ်လက်ပတ်1,000ရောက်ရင်3,000ရတယ်အဲ့တော့ तू ကားတစ်စီးရောက်ရင်ကားတစ်စီးက3,800လောက်တန်တဲ့ကားတစ်စီးကို तू ကလူ1,000ပြည့်ကန်သမ်းဖောက်ရမယ်ဒါပေမဲ့ तू ကရှင်းရှင်းလေးတယောက်တစ်သိမ့်မပေးဆိုလူ1,000ပြည့်ကန်သမ်းဖောက်မယ်ဆိုတော့1,000ရပါတယ် तू ကကန်သမ်းဖောက်ရတာတယောက်3,800ရပါမယ်3,800တယောက်ရပါမယ်3,000နဲ့ပတ်စံပေးမယ်3,800ကားယူ तू ရတော့တယောက်ကတယောက်ကကန်သမ်းမဲ့ပေါက်တယ်ကောင်းတယ်ပေါ့ဒါပေမဲ့ပြဿနာက तू က3,000ရဆိုတော့ तू ရောင်းရင်တော့800ပဲရမှာကား200ပုံမြတ်သွားတယ်ဒါလောင်းကစားအဥပဒေနဲ့ညှိတယ်အဲ့လိုမျိုးပြောချင်တာသူကပြောနေတာဗျာဟိုတတ်မှတ်ထားတာသူကသူရှိပြီးသားအဲ့တော့လောင်းစားအဥပဒေပေါ့အိမ်တွေကိုလည်းအဲ့လိုရောင်းနိုင်ရှိတယ်ဒါတွေလုံးတင်လာဆိုတော့လုံးခွင့်မရှိဘူးခုနမက်အေတင်ကိုတစ်ခါလုံးခဲ့ဘူးလေနောက်တော့ကူမလုံးတော့ထင်ပါတယ်အဲ့တော့အဲ့လိုတွေကမလုံးရဘူးလို့ပြောချင်တာအခုကျွန်တော်ကအခုဂျာနယ်ကြိုင်ပြီးတော့ဂျာနယ်မှာကန်သမ်းမဲ့ပြီးမယ်ဂျာနယ်တစ်စောင်းပေါ့ကျွန်တော်ဥပဒေနဲ့ညှိမှာမလုံးရဘူးလေကန်ဂျာနယ်ကန်သမ်းမဲ့ဖောက်လို့မရဘူးဥပဒေနဲ့ညှိတယ်ရွှေတိုင်းတွေကန်သမ်းမဲ့ဖောက်တယ်ဥပဒေနဲ့ညှိတယ်လောင်းစားအဥပဒေပေါ့အယောင်ပဲဘာမှလောင်းစားလို့မရဘူးဒါလောင်းစားအဥပဒေတွားညှိတယ်လို့ခေါ်တယ်ဒါမလုံးရဘူးဗျာဒါကြောင့်မလို့အခုတော့တွားဖမ်းတယ်ပေါ့နောက်လူတွေလည်းအခုတန်းစီပြီးတော့ဒါသူ့လိုပဲဖမ်းခံမယ်သဘောတော့ရှိတယ်သူကလည်းသူ့တော့ကကြိုက်တယ်လို့ဆိုကြိုက်နေတာပေါ့နော်ဆိုတော့ဒါတွေကမလုပ်တင်ဘူးဆိုတာနောက်လူတွေလည်းသိစေချင်ပါတယ်ဒါမလုပ်ရဘူးဥပဒေနဲ့ညှိတယ်ဆိုတာမျိုးရွှေတိုင်းတွေအထဲတိုင်းမျိုးစုံပေါ့ဗျာရွှေတိုင်းကားအိမ်စရှိတိုင်းလောက်ကြတယ်ပေါ့အိမ်ရောင်းထွက်တဲ့ကားအဲ့လိုလောက်ကြတာပေါ့နော်အဲ့လိုလောက်ကြဒါမျိုးတွေလည်းမလုပ်တင်ဘူးဆိုတာပေါ့အခုတော့လောဆယ်တယောက်တော့ဖမ်းခံလိုက်ရတယ်ပေါ့နော်ဒါပြီးတော့တိုင်တဲ့သူတွေလည်းရှိတယ်စောင့်ကြည့်နေတဲ့သူတွေရှိတယ်နောက်ဆုံးသတင်းမှန်ပြန်ကြားရေး group မှာတော့မေးကြတယ်လူတွေရှိတယ်ဒါကြောင့်မလို့သူလည်းဒါတချီချီမှာတော့ကန်ဆိုးစွာပဲဒီပုံကိုလေးညှိသွားတယောက်တော့ညှိသွားတယ်ကျန်တဲ့လူတွေတော့ကန်ကောင်းစွာဖြစ်ပေါ့လွတ်နေသေးတယ်သို့တော်လည်းအဲ့လူတွေလည်းလွတ်နေများတော့လဲကြည့်ရတော့
တယောက်ဆွဲစီခံရပြီဆိုသူတို့လည်းလန့်ပြီးတော့ဆက်လုပ်ကြမှာမဟုတ်တော့ဘူးလို့ယူဆတယ်ဒါကကားနဲ့ပတ်သက်ပြီးလိမ့်တာကားနဲ့ပတ်သက်ပြီးလိမ့်တာပြင်ခုဘာပြီးနောက်ထပ်လိမ့်တာတစ်ခုရှိသေးတယ်ဂျပန်ကိုလုံသားပို့ပေးမယ်ဆိုပြီးတော့ကုမ္ပဏီတစ်ခုကနေလိမ့်လိုက်တာအခုနော်အခုအလိမ်ခံရတဲ့ပြည်သူတွေကတနာပါတယ်ဗျာကျွန်တော်လည်းစိတ်ထဲမကောင်းပါဘူးအလိမ်ခံရတဲ့ပြည်သူတွေကအခုဟိုတိုင်ကြပြီဒီ agency ကိုသွားတိုင်ပြီဟိုဗာလဲမြန်မာနိုင်ငံအလုပ်ကန်ပြည်ပအလုပ်ကန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကိုသွားတိုင်ပြီးတိုင်ကြပြီအဲ့တော့ဂျပန်နိုင်ငံကိုအလုပ်သွားပို့ပေးမယ်ဆိုပြီးတော့ကုမ္ပဏီတစ်ခုကလိမ့်တယ်ကုမ္ပဏီနာမည်ကဆုလက်မြင့်မို့တဲ့အဲ့ကုမ္ပဏီကနော်ဆုလက်မြင့်မို့ဆိုတဲ့ကုမ္ပဏီအဲ့ကုမ္ပဏီကနေပြီးတော့သူကဘာလုပ်မှာလဲဆိုတော့ license သိမ်းသူကဘာလုပ်လဲဆိုတော့မြန်မာအလုပ်သမားယာနဲ့ချီတယ်ဗျယာနဲ့ချီတယ်ဒီအလုပ်သမားအဖွဲ့ချုပ်စီကိုလာတိုင်တာကလူ100လောက်ပဲရှိသေးတယ်100နီးပါးလောက်ရှိတယ်တကယ်သိတာလူ200 300လောက်ရှိတယ်လို့ကြားတယ်အဲ့ဒီကုမ္ပဏီမှာအဲ့တော့အဲ့ဒီကုမ္ပဏီကမြန်မာအလုပ်သမားလေးတွေကိုဂျပန်ပို့ဝင်မယ်ဆိုပြီးတော့ပတ်စံတောင်းတယ်လူတယောက်ချင်းစီတိုင်းသိန်း100ထက်မနည်းပေးကြရတယ်လို့သိရတယ်လူသိန်း100ထက်မနည်းပေးကြရတယ်လို့သိရတယ်ဆိုတော့အဲ့ဒီကုမ္ပဏီကလူသိန်း100ထက်မနည်းပေးကြရပေးကြရတယ်ပေးထားရတဲ့မြန်မာအလုပ်သမားလေးတွေကိုဂျပန်ကိုမပို့ပေးဘဲနဲ့အဲ့ကုမ္ပဏီကထွက်ပြေးသွားတယ်အဲ့တော့သိရတဲ့လောက်တော့အမှပြောကြရဖို့အရာဆိုရင်တော့ဒီမျိုးစုံပေါ်ပြပတ်စံဒေါ်လာ2800သွင်းတာရှိတယ်သိန်း100လောက်ပတ်ချလဲကုန်တာရှိတယ်မျိုးစုံပေါ်အဲ့ဒါကြီးအကုန်လုံးသွားဂျပန်စာတင်ပေးတယ်ဂျပန်မှာရှိတဲ့သူလောရမယ့်ကုမ္ပဏီသူလောရမယ့်အလုပ်ရဲ့ပုံစံသဘောတရားတွေကိုတင်ပေးတယ်ဂျပန်စာတင်ပေးတယ်ပြီးရင်သူကဂျပန်ကိုလှမ်းပြီးအပ်ပေးတယ်ပေါ့အဲ့တော့အဲ့ဒီဂျပန်လုံသားပို့တဲ့ကိစ္စနဲ့ပတ်သက်ရင်လေတကယ်ဟိုပြောရရင်ဗျာတရားဝင်လမ်းကြောင်းပို့တာလည်းအကန့်အသတ်ရှိနေတယ်ကုမ္ပဏီတစ်ခုကို15ရောက်ပဲပို့ရမယ်သူ50ပဲပို့ရမယ်လို့ကန့်သတ်ထားတာရှိတယ်ကန့်သတ်တာရှိတော့မြန်မာတွေကလည်းဂျပန်ကိုထွက်ချင်တယ်မြန်မာအမျိုးသမီးတွေများတယ်အမျိုးသမီးဂျပန်ထွက်ချင်ဘာလို့ထွက်ချင်လဲဆိုတော့ဂျပန်ကိုသွားလို့ရင်တစ်လ5-60ရတယ်သိမြန်မာပြည်မှာလို့ရင်အမျိုးသမီးတွေတစ်လ9သိန်းလောက်နေတယ်အမြင့်ဆုံး5-6သိန်းလောက်နေပတ်လဲရိုက်နေတာအဲ့တော့ပြီးတော့နေရမိန်းကလေးတွေကလည်းသူ့နေတွေမှာလဲဆိုင်ရာဆိုင်တော့စမပြေဘူးအဲ့တော့သူဂျပန်ကိုထွက်မယ်ပေါ့ကျောင်းတဲရင်နဲ့ထွက်ကျောင်းနဲ့တွဲပြီးထွက်ပြီးအလုပ်လုပ်အဲ့လိုလုံးရင်းနဲ့မိဘတွေပြန်ပို့ဒီလိုနဲ့သူတို့ကပြကြဖို့ဘွာလေးတစ်ခုတိုးတက်ကြောင်းမိသားစုဘွာဝိုင်းရင်စီပြေကြောင်းကိုကသူ့ရှိသမျှပတ်စံလေးအကျွေးလေးပတ်စံလေးချီးပြီးတော့သွားကြတာပဲဒီလိုသွားကြတာအဲ့တော့ကိုအဲ့ပတ်စံမရှိစုမဲ့သူတွေစုပြီးတော့ဂျပန်သာတက်ပြီးလဲပြီးတော့ဂျပန်ကိုသွားရမယ်ဆိုတော့ဂျပန်အိမ်မက်ကြီးနဲ့ကုမ္ပဏီတွေအပ်ကြတယ်ကုမ္ပဏီတွေကလည်းအစတော့အဆင်ပြေမယ်လို့ထင်လို့သူလက်ခံတယ်တချို့ကုမ္ပဏီကငကိုးတွေကလိမ်ဖို့လုပ်တာတချို့ကုမ္ပဏီကတကယ်လုပ်တာအဲ့တော့တကယ်လုပ်တဲ့ကုမ္ပဏီတွေမအပ်မိပဲနဲ့လိမ်မဲ့ကုမ္ပဏီသွားအပ်မိတဲ့ခါကျတော့မြန်မာလူသမားလေးလူယာနဲ့ချီပြီးတော့200 300ထက်မနည်းအကုန်လုံးအလိမ်ခံအောင်ပတ်စံတွေပြန်မရအောင်တိချက်ကပတ်စံတွေသူတို့ထည့်ထားတဲ့ပတ်စံပြန်မရဘူးနောက်တစ်ခုကဘာထပ်မရဘူးလဲဆိုတော့ဒီထွက်လည်းမထွက်အောင်ဂျပန်အဲ့တော့ကျွေးတွေလည်းရွာမှာတင်နေတယ်မိသားစုတွေကျွေးတင်နေတယ်ပတ်စံလည်းပြန်မရအောင်ဂျပန်လည်းမထွက်အောင်အဲ့မှာပတ်လက်ရိုက်ပြီးတော့ကလေးမလူတွေကမျက်ရည်ပေါက်ကြည့်ငယ်ကြငိုကြယိုကြကိုတတ်သိချင်းစီဖြစ်ကြတနာပါတယ်မိန်းကလေးယောက်ျားလေးအကုန်လုံးပါနော်အဲ့ဒါကိုကောင်းအဲ့တော့ဂျပန်ပို့တဲ့ကုမ္ပဏီတွေကလည်းအဲ့ဒါမျိုးဂျင်းထည့်တယ်ဗျဆိုတော့အစိုးရအလုပ်သမားဝန်ကြီးဌာနကလည်းဘာကြောင့်မှမသိဘူးဂျပန်ကိုပို့တာကိုတအားကိုတင်းကျပ်ထားတယ်ထိုင်းကတော့ဒလဟောထွက်နေတာကိုသူမတားနိုင်ဘူးထိုင်းမှာ CI နဲ့ဘက်ကတ်လုပ်တဲ့ကိစ္စတွေကြောင့်မတားနိုင်ဘူးဂျပန်ပို့တာကျတော့အကုန်လုံးတင်းကျပ်ထားတယ်ဂျပန်ရောက်သွားရင်ပိုတိုးတက်သွားမှာစိုးလို့လားပိုဝင်ကောင်းသွားမှာစိုးလို့လားတကယ်ပို့နေပြန်အလုပ်သမားဝန်ကြီးဌာနကလည်းမူဝါဒပြောင်းဖို့လိုတယ်ပြင်ဖို့လိုတယ်ဘာပြင်ဖို့လိုလဲဆိုတော့ပို့ချင်းပို့ရင်ကျွန်တော်သာဆိုရင်ဂျပန်ကိုရီးယားပို့မှာပေါ့ဗျဂျပန်ကိုရီးယားရုရှားပို့မှာပေါ့ထိုင်းပို့မလားဗျထိုင်းကိုအရင်ထွက်နေတဲ့လူတွေဘာတော်တော့မရှိထွက်နေတဲ့လူတပုံကြီးရှိနေတဲ့လူဟေးလာဟေးဂျပန်ကိုငါတို့တစ်နှစ်ကိုလူ2000ပို့မယ်လူ3000ပို့မယ်လူ1000ပို့မယ်ဂျပန်ရဲ့တစ်နှစ်ကိုဒမန်းကမြန်မာပဲဖြစ်ဖြစ်နိုင်ငံခြားဖြစ်ဖြစ်နိုင်ငံလို့သာ2သိန်းလောက်ရှိတယ်ဒမန်းကျွန်တော်သိတဲ့ကိန်းကနန်းပေါ့နော်ဒါပေမဲ့ကျွန်တော်မသိတဲ့ကိန်းကနန်းရှိဦးမယ်နေရင်လည်းများမယ်ဂျပန်နဲ့ပတ်သက်ပြီးတချို့တွေကျွန်တော်ပြောတာကိန်းကနန်းကျွန်တော်လည်းခေါင်းနဲ့အုံတော်တွေကအလုံးလုံးမှတ်မိတော့သို့တော့လိုအပ်ချက်ကသိန်းကနန်းရှိတယ်တဲ့နှစ်စဉ်သိန်းကနန်းရှိတယ်အဲ့သိန်းကနန်းရှိမြန်မာလူသားတစ်နှစ်ကို1000လောက်ပို့မယ်ဗျာကဲတစ်နှစ်1000ပို့မယ်ဂျပန်မှာရှိတဲ့ကုမ္ပဏီကတော့လာလုံလောက်ကြီးနောက်တိုင်းစာဝင်အဲ့လုံလောက်ကြီးနောက်တိုင်းအဲ့စာနဲ့မြန်မာမှာရှိတဲ့ဂျပန်ပို့တဲ့ကုမ္ပဏီကတော့အဲ့1000ကိုပြန်ခွဲတန်းချပေးလိုက်ပြီးပြီပေါ့ဗျာဘာတွေများရှုပ်ထွေးနေတယ်ကျွန်တော်နားမလည်ဘူးကုမ္ပဏီတွေကဓာတ်ရိုက်ချိတ်တာကိုမကြိုက်ဘူးဆိုရင်ကုမ္ပဏီတွေမယုံဘူးဆိုရင်အစိုးရဌာနဆိုင်ဝန်ကြီးဌာနဓာတ်ရိုက်ကင်ပြီးတော့မှဂျပန်ကအလုပ်ခေါ်တဲ့ agency အကုန်လုံးကဝန်ကြီးဌာနကိုဓာတ်ရိုက်တောင်းဝန်ကြီးဌာနအဲ့ဒါကင်ပြီးတော့မှကုမ္ပဏီတွေမြန်မာကုမ္ပဏီလာမင်းတို့လာမင်းတို့က10ယောက်မင်းတို့ရောက်နေဆိုမင်းတို့100မင်းကဘယ်လောက်ဖွဲပေးလိုက်1000ဆို1000အဲ့လိုပို့လိုက်ပါလေစာချုပ်အစိုးရချုပ်လိုက်ပါလားပြီးနေတဲ့ကိစ္စဗျာဒါပေမဲ့အဲ့လိုပို့လိုက်ဂျပန်ရောက်တဲ့မြန်မာတွေတလောက်350ပြန်ရမယ်အဲ့တော့အဲ့ရနိုင်ငံချောင်းငွေရမယ်ကိုရီးယားပို့တယ်ရမယ်ကိုရီးယားတော့ခုပြဿနာအများကြီးမရှိသိမရှိဘူးဂျပန်ပြဿနာရှိတယ်ဘာလို့အဲ့လိုပတ်စံပို့ရတဲ့နိုင်ငံတွေမပို့ဘဲနဲ့ထိုင်းလိုကြောင်ကောင်ဝင်တိုးတာကိုကြတော့လွတ်ပေးထားပြီးဟပေးထားသလိုမျိုးဖြစ်ပြီးတော့ခုဂျပန်မှာခုဘက်ကရိုက် CI ရိုက်အဲ့ကနေပတ်စံတွေရတော့လဲရတဲ့လူရကြအဲ့ဒါဖြစ်မယ်တေချာ policy ဆွဲပါလားဗျာအလုံးလုံးဝန်ကြီးဌာနတာဝန်ရှိတယ်ရခိုင်ဝန်ကြီးဟောင်းတယောက်တော့တော်တယ်လို့ပြောတယ်တော်သူစနစ်တကျ planning ဆွဲတယ်မြေပုံနဲ့ကြာကြာနာစစ်ကြဆွဲပြီးတော့ဘယ်နိုင်ငံမှာမြန်မာဘယ်လောက်ရှိတယ်အကုန်စင်းနဲ့ကြာကြာနာလောက်ထားတာစနစ်တကျလောက်ထားတာကျွန်တော်ကိုယ်တိုင်မြင်ဘူးတယ်
တချို့ဝင်ကြီးတွေတော်တယ်ဒါပေမဲ့တော်ပင်တော်တော်ညားတော်လေတချို့ကိစ္စတွေကဝင်ကြီးအဆင့်အောင်ပြုတ်သွားတဲ့အထိတချို့အရှုပ်ထွေးတွေရှိတယ်ကျွန်တော်ပြန်ကြားရတယ်စိတ်ထဲမကောင်းဝင်ကြီးတဲ့ဘူဩဇာကြီးရဲ့လူတွေရှိနေတယ်လို့ဒီမှာလောကမှာဝင်ကြီးတဲ့ဘူဩဇာကြီးရဲ့လူတွေရှိနေတယ်ခင်ဗျားတို့ယုံကြည်မှယုံလိမ့်မယ်နော်ဒါတော့ပဲကျွန်တော် hands lip ပေးချင်တာအဲ့တော့တေချာစနစ်ကြလုပ်ပါလားဗျအခုလိုအလိန်ခံရတဲ့မြန်မာလူသမားတွေပြဿနာဘယ်လိုရှင်းကြမလဲကလေးတွေမျက်ရည်ပေါက်ကြီးငယ်ကြတယ်အစိုးရကိုအားကိုးခြင်းအားကိုးတကြီးအားကိုးရမလားဆိုအစိုးရလည်းအားမကိုးပါဘူးပြီးတော့ဘာဖြစ်လဲဆိုတော့တာချီလေးကနေပြီးတော့မှောင်ခိုတွေဂျပန်ကိုထွက်တယ်ကျွန်တော်ကတာချီလေးကနေဂျပန်ကိုမှောင်ခိုထွက်ပါတယ်တာချီလေးကနေပြီးတော့လာဝကတွေဟွာတွေကနေကိုတာချီလေးမှာဖြစ်အုပ်စုဖွဲ့ပြီးတော့ဗျာတာချီလေးကအုပ်စုဖွဲ့ပြီးတော့အဂရိလိုက်စားတဲ့အုပ်စုကအုပ်စုဖွဲ့ပြီးတော့လာဝကထိဆုံးအုပ်ဆောင်တော့အုပ်စုဖွဲ့ပြီးတော့အဂရိလိုက်စားတာကြတော့ကျွန်တော်ကပြောလိုက်တဲ့ခါကျတော့တပတ်လောက်ဝင်ပြီးစစ်တယ်တဲ့ပြီးလည်းပြီးတော့နောက်တစ်ပတ်လောက်ကြာပြန်ပြီးတော့ပုံမှန်မဲ့လက်ပတ်တယ်ဒါပေမဲ့ဈေးပြောင်းသွားတယ်ဈေးတက်သွားတယ်မသိကျွန်တော်ကဈေးတက်အောင်ပြောပြီးလဲသူတော်ဖြစ်တယ်ကျွန်တော်ကဒီတရားဝင်ကိစ္စကိုမဖြစ်သင့်ဘူးတရားဝင်လည်းကြောင့်ပို့အောင်စူးစမ်းပါဆိုတော့မျိုးကျွန်တော်ဖြစ်စေချင်တာသို့တော့တရားဝင်ပို့ထွက်သွားတယ်အင်အားကိုမနေဘူးထွက်သွားတယ်တောင်ကနန်ဒီပါပဲတဲ့ထွက်သွားတယ်အဲ့မှာအဲ့ရနေပြီးတော့ဟောင်းရတဲ့ပတ်စံလည်းမနေဘူးတဲ့အဲ့လူတွေအဲ့တာချီလေးကဂိတ်ကလူတွေရတာပတ်ပတ်ဆက်ဆက်ရကြတယ်ဆိုတော့ဗမာလည်းအဂတိတိုက်ဖြစ်မှာဘယ်ဟိုတိုက်ဖြစ်မှာလဲကျွန်တော်စဉ်းစားလို့မရဘူးဆိုတော့တခါကျရင်ကျွန်တော်လည်းအဲ့ဒါတိတ်ကြုံပြောရင်ကျွန်တော်လည်းပုံနဲ့ပြောရင်တော့ဟိုခလုတ်မထီရဒီခလုတ်မထီရဖြစ်နေကျွန်တော်ပြောရတယ်အဲ့လိုဖြစ်နေအဲ့တော့အခုလိုမျိုးမြန်မာလူသမားတွေမြန်မာတွေပြပသွားမယ်မြန်မာလူသားလေးသနာပါတယ်ဗျာကျွန်တော်တို့မိသားစုနဲ့ထပ်တူကိုချင်းလဲစားပါတယ်သူတို့ခင်ဗျမျောလင်းချက်လေးနဲ့တွားဖို့ကြိုးစားတာပြီးတော့စစ်မှုထမ်းနဲ့ဘာမှမဆိုင်မိန်းကလေးတွေများတယ်တေချာလေးစဉ်းစားကြည့်ပါဗျာအလုပ်သုံးချင်တာတေချာစဉ်းစားပြီးတော့ plan တေချာကြားရတာဆွဲကြည့်ပါမဆွဲတိုင်းလေဆွဲတဲ့လူတွေခေါ်ပြီးဆွဲခိုင်းပါကျွန်တော်တို့ဘေးကဝိုင်းအကြံပေးမဲ့လူတွေရှိပါတယ်ဗျာလုံနိုင်ပါတယ်ဗျာလုံတတ်ပါတယ်ဗျာခင်ဗျားတို့တွေကြီးပဲလုံတတ်တယ်မထင်ပါနဲ့ကျွန်တော်တို့လုံတတ်ပါတယ်မြင်တတ်ပါတယ်ဘယ်အောင်လုပ်ရင်ဘာဖြစ်မယ်ဘယ်ခလုတ်နှိပ်လိုက်ရင်ဘာဖြစ်သွားမလဲဆိုတာကျွန်တော်မြင်ပါတယ်ဒါပေမဲ့ဘာလုပ်နေကြလဲကျွန်တော်နားမလည်ဘူးဗျာကျွန်တော်စိတ်ထဲလဲမကောင်းတိုင်းပြည်နဲ့ပတ်သက်ရင်တိုင်းပြည်မှာရှိတဲ့ဒီဌာနဆိုင်ရာအကြီးအကဲတာဝန်ရှိသူတွေကဘာလုပ်နေကြရလဲကျွန်တော်မသိဘူးအလုပ်တော့လုပ်တယ်လို့ပြောတယ်ဒါပေမဲ့မြေပြင်မှာပြည်သူတွေဒုက္ခရောက်နေတယ်ကိုလို့ကကဲတင်ပေးနေလားဆိုတော့မကဲတင်ပေးနိုင်ဘူးအပေါ်မှာအလုပ်တယ်လို့ပြောနေတယ်အောက်မှာလည်းပြည်သူတွေကလုံးလက်ချလက်ပိတ်လိုက်နေဘာတွေလဲတော့ကျွန်တော်မသိဘူးစိတ်လဲမကောင်းပြည်သူတွေကစိတ်မကောင်းပါဘူးဒီလိုတွေကျွန်တော်တွေ့ရတယ်နော်အဲ့တော့အခုလက်ရှိဒုက္ခရောက်သွားတဲ့သိန်းပေါင်းတောင်းတဲ့ချီလိမ်သွားတဲ့ကုမ္ပဏီကိုလည်း blacklist သွင်းမယ်တဲ့ပြီးရင်အဲ့ကုမ္ပဏီက A B B ဆွဲနာမည်နဲ့ပြန်လာမယ် B B C ဆွဲနာမည်လာမယ်ဖေ A B တားနေလာမယ်တားပြီးမြင်းနေလာမြေးပြီးတူးမနေလာမယ်တူးနေလာမယ်တပည့်နေလာမယ်ကုံလုံးမျိုးတော့ထားအောင်မယ်အဲ့တော့ထပ်ခွင့်ပြုအောင်မယ်ပြီးရင်ဘာဖြစ်မလဲဆိုတော့ဘာလဲဆိုတော့ဟိုထပ်လိမ်အောင်မယ်အခုအဲ့ကုမ္ပဏီတို့ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလုပ်ခဲ့တာတဲ့ကုမ္ပဏီတို့ဒီဇဘော်တင်လာတာပါခေါ်လဲ premium ကြီးလားဘယ်လိုခေါ်လဲဝန်ကြီးဌာနကောက်ထားတဲ့ကြီးရှိတယ်လိုင်စင်ကြီးလားအဲ့ယူတာအဲ့ပတ်စံတွေကနေအဲ့မြန်မာလူသမားလေးတွေပြန်ရောလို့မရဘူးလားအဲ့ကုမ္ပဏီတင်ထားပတ်စံပြန်ရောပေးလိုက်ပဲတိုက်တာတခုတွေပြီးတော့အစိုးရပိုတော့ကဲလို့အောင်မဟုတ်ဘူးလားဒါတွေရှိပါတယ်ဗျာအများကြီးပါကျွန်တော်လည်းပြောရင်အကုန်လုံးစူးဟိုဗာလဲဟိုစူးကိုင်းလို့ပြင်အကုန်ဘောင်းလို့ကိုစူးလိုက်လို့ကိုပေါက်ကုန်တော့မှာဆိုတော့ကိုပြည်သူကိုကာဝယ်ဆောက်ချောက်တာအစိုးရပါကိုပြည်သူဒုက္ခမြိတ်တက်ကြတော့ပြည့်တုပ်ပေးတာအစိုးရပါခေါင်းဆောင်ကောင်းပါအဲ့တော့ကိုပြည်သူမြိတ်ပေါက်ကြီးငယ်ကြတယ်ကြပေါ်ဆိုပြီးပြေးဖနှောင်းနဲ့ပြေးကန်တာတော့ဖနှောင်းနဲ့ပြေးကန်တာမဟုတ်တော့မသိကြောင်ဆောင်တော့ကြောခိုင်းလိုက်တာတော့အစိုးရမဟုတ်ဘူးဗျအဲ့ဒါလေးတော့သိဖို့လိုပါတယ်နော်ပြည်သူမျက်ရည်ကြတော့တုတ်ပေးဖို့လိုပါတယ်ဗျာဒါလေးပဲကျွန်တော်ပြောချင်တယ်နော်ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော် online တိုက်ဖြတ်ရေး online လိမ်မှုတိုက်ဖြတ်ရေးနဲ့ပတ်သက်တဲ့အဖွဲ့မနေ့ကညအစိုးရထုတ်ပြန်လိုက်တဲ့ဒါလေးတောင်ထွက်လာတယ်အဲ့ဒါဘာလဲဆိုတော့ online လိမ်မှုနဲ့ online လောင်းကစားမှုများတိုက်ဖြတ်ရေးကြီးကြပ်မှုဗဟိုကော်မတီတဲ့နော်အဲ့ကော်မတီအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာ online လိမ်မှုတွေလောင်းကစားကျူးလွန်သူတွေမြန်မာနိုင်ငံမှာလုံးဝအခြေမပြုနိုင်ရေးအတွက်ပြည်တွင်းအင်အားစုများအပြင်ပြည်ပနိုင်ငံအစိုးရများနဲ့ပေါင်းဆက်ဆောင်ရွက်တဲ့အတွက် online လိမ်မှုနဲ့ online လောင်းကစားတိုက်ဖြတ်မှုအောက်စားလောင်းကစားမှုတိုက်ဖြတ်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုဖွဲ့စည်းတယ်ဆိုပြီးတော့ဒီဇင်ဘာ10ရက်စွဲနဲ့ဒါအစိုးရထုတ်ပြန်တယ်အဲ့ထုတ်ပြန်မှုမှာဥက္ကဋ္ဌကဘယ်လိုလဲဆိုတော့ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌတာဝန်ထမ်းဆောင်တယ်ဗိုလ်ချုပ်ကြီးထွန်းဒုတိယဗိုလ်ချုပ်ထွန်းအောင်ပေါ့နော်နောက်တစ်ခုကပြည်ထောင်စုဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးကဒုတိယဥက္ကဋ္ဌ1နောက်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးကဒုတိယဥက္ကဋ္ဌ2နောက်တစ်ခါဒီပြည်내တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကအဖွဲ့ဝင်တွေဖြစ်တယ်နေပြည်တော်ကောင်စီကလည်းဥက္ကဋ္ဌကလည်းအဖွဲ့ဝင်ဖြစ်တယ်နောက်ဗဟိုဘဏ်နောက်တစ်ခါသက်ဆိုင်ရာတိုင်းစနစ်ချုပ်တိုင်းမှုတွေနောက်ပို့ဆောင်ဆက်သွယ်ရေးဒုဝန်ကြီးကာကွယ်ရေးနေဆက်ရေးနော်ဥပဒေရေးရာနောက်ပြန်ကြားရေးလူကယ်ပြန်စသဖြင့်ပေါ့အဲ့ဒါတွေအကုန်လုံးနဲ့နောက်ဒုစားဖချုပ်တို့ကအစားကုန်ပါအဲ့ဒုဝန်ကြီးတွေပြည်ထောင်စုဝန်ကြီးကအတွင်းမှုပေါ့နော်အတွင်းမှုနောက်တစ်ခါရဲချုပ်ကတွဲဘက်အတွင်းမှု1ဒုရဲချုပ်ကတွဲဘက်အတွင်း2နဲ့ဟောပြတာသူအဓိကတော့မူဝါဒတွေကတော့ online လောင်းကစားမှုတွေတိုက်ဖြတ်ဖို့အတွက်မူဝါဒတွေချတယ်ပေါ့ဗျာအဲ့ဒါမျိုးအမိန့်ချင်ရတယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဒါကြည့်ပြီးတော့သဘောကျပါတယ်ဒါကောင်းတဲ့ကိစ္စပါ online လောင်းကစားတွေတိုက်ဖြတ်ဖို့အတွက်တကယ်တိုက်ဖြတ်ဖို့အတွက်ဖွဲ့တဲ့ကော်မတီလို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာတရုတ်ကလည်းအကြီးကျယ်တွန်းအားပေးနေတယ်အမေရိကန်ကလည်းစောင့်ကြည့်တွန်းအားပေးနေတယ်တကယ်လည်းတို့ကိုယ်နိုင်ငံထဲမှာဒီ online လောင်းကစားတွေရဲ့အကြီးအကျယ်ပြန့်နှံ့နေတယ်ပြန့်နှံ့တာမှာနေရာစုံမှာပြန့်နှံ့တာပတ်ဆက်တွေပြန့်နှံ့တာနှိမ်နေမယ်ဆိုရင်ဘယ်အဆင့်တောင်ပါမလဲမသိနိုင်တော့တဲ့ထိပြန့်နှံ့နေတာဆိုတော့ကျွန်တော်တခါကျရင်ကိုလူကြီးကြီးကင်းပါစီပဲကျွန်တော်အမြဲတမ်းဆူတောင်းပေးနေတယ်ဘာလို့တကယ်ကင်းဖို့ပဲဆူတောင်းပေးနေတယ်ဟိုကင်းမှာကိုကလည်းပတ်ဆက်ပြောရဲမှာမကင်းမရှင်းဆိုကျွန်တော်မှပြောရတာ
မကောင်းအဲ့တော့ကင်းပါစေလို့ကျွန်တော်တကယ်ဆူတောင်းပေးနေတယ်ကင်းမယ်လို့လည်းယုံကြည်နေပါတယ်နော်အဲ့တော့ဒီ online လောင်းကစားရေးကိစ္စဒီကြားဖြန့်လိမ်လည်မှုအဲ့ဒါတွေအကုန်လုံးကဒီလောင်းကစားတွေနဲ့လိမ်လည်မှုတွေအကုန်လုံးကတိုက်ဖြတ်ရမယ့်အရာတွေမှာပါတယ်ဗျဘာလို့ဆိုပြည်သူမျက်ရည်တွေပဲပြည်သူမျက်ရည်တွေပဲပြည်သူတော့ကပြည်သူဒုက္ခတွေပြီးတော့နိုင်ငံနဲ့ချီပြီးကြာဆင်းသွားတဲ့ဂုဏ်သိက္ခာပဲအဲ့ကြားဖြန့်ကိစ္စခင်ဗျားတို့ကမ္ဘာအလဲကိုထွက်ကြည့်ပါနိုင်ငံထဲမှာနေလို့တော့မသိဘူးမဲ့ကမ္ဘာအလဲကိုထွက်ကြည့်ပါဒါပေမဲ့အိန္ဒိယချင်းတရုတ်လောက်သွားကြည့်လိုက်ထိုင်းလောက်သွားကြည့်လိုက်ကျွန်တော်တို့မြန်မာတွေကိုဆိုရင်ကြားဖြန့်လိမ်တဲ့ကောင်တွေလို့ထင်နေကြတာကျွန်တော်တို့ကြားဖြန့်လိမ်တဲ့အောင်မလိမ်တတ်ဘူးလေဒါပေမဲ့ကျွန်တော်တို့အဲ့လိုထင်ခံနေရတယ်အဲ့ဒါကိုကျွန်တော်တို့တိုက်ဖြတ်ရမယ်ဘာနဲ့တိုက်ဖြတ်မလဲဒီလိုကော်မတီတွေဖွဲ့မယ်စနစ်ကြလောက်ရမယ်ပေါင်းဆက်ပြီးတော့ဖွဲ့ရှင်းပြရမယ်လုပ်ပြရမယ်ပေါ့နော်အဲ့တော့ပြည်ထောင်ဝင်ကြီးကတော့ဒါကိုတာဝန်ထမ်းဆောင်နိုင်မယ်လို့တော့ညောင်းလင့်ပါတယ်ဘာလို့ဆိုတော့ तू ကနည်းနည်းလေးလုံနိုင်ကြနေရှိတယ်လုံတက်ကြတဲ့ရှိတယ်လို့လည်းကြားဘူးတယ်ပေါ့နော်ကြားဘူးတယ်ဒါကတော့ကျွန်တော်မသိဘူးကြားဘူးတာပေါ့နော်ဆိုတော့ तू လုံနိုင်မယ်ယူဆတယ်ပြီးတော့ तू မနေ့ကအစည်းအဝေးတစ်ခုမှလည်း तू ပြောတယ် weight တွေပေါ့နော်ကျွန်တော်တို့ဒီလူငယ်ကြားမှာ weight လေးတွေကျိုးလေးတန်းလန်းလေးတွေဆွဲပြီးတော့ weight လေးတွေကိုင်ပြီးတော့ဖွာနေတာလေကျွန်တော်ဖွာခိုင်းကျွန်တော်ဖွာတတ်ပါဘူးစလေးလည်းမတောက်တော့ဖွာလည်းမဖွာတတ်ဘူးအဲ့တော့အဲ့ weight တောက်တဲ့ဟာကိုလည်းတားမြစ်ရမယ်ဆိုတော့ weight ထဲမှာမွေးစေဝါတစ်မျိုးထည့်ထားလို့ရတယ် weight ကအငွေ့ဆိုထည့်လို့ရတယ်မွေးစေဝါတစ်မျိုးထည့်လို့ရတယ်နော် weight နဲ့ပတ်သက်တားဆီးကောက်ွယ်မယ်ဆိုတာမျိုးသူကြီးကျယ်ပြောရတယ်တွေ့ရတယ်ကောင်းပါတယ်ဒါကြီးလည်းကောင်းတဲ့ကိစ္စပါလောက်ရမှာပါဘာလို့ weight က easy grade လို့ weight လို့ဘာလို့ညာလို့နဲ့ရောသမမွေးပြီးတော့မွေးစေဝါနဲ့ရောချတဲ့ဟာတွေခုနောက်ပိုင်းဆက်လက်တစ်မျိုးထွက်လာတာရှိသေးတယ်အဲ့ဆက်လက်တစ်မျိုးဆိုလဲသူမွေးစေဝါတစ်မျိုးပဲကျွန်တော်တို့နိုင်ငံမွေးစေဝါနဲ့ပတ်သက်တရားလုံးတွေလည်းထွက်တယ်မွေးစေဝါနဲ့ပတ်သက်တဲ့ပုံစံမျိုးကိုလာတာမွေးစေဝါနော်အဲ့ပုံစံမျိုးလာတော့အဲ့ဒါတွေကတော့မွေးစေဝါအမြဲတမ်းစောင့်ကြည့်ထိန်းချောင်းကြက်မှတ်ရမယ်ပေါ့နော်ပြီးတော့အသွင်ယူရင်းနဲ့အသွင်တူသွားမှကျွန်တော်လည်းစိုးတယ်တခါကျရင်တချို့ကိစ္စအသွင်ယူရင်းနဲ့တကယ်ဖြစ်သွားတာမျိုးပေါ့နော်ရှိတယ်လေတခါကျရင်တချို့ဘာရှိတယ်ဟိုဟာတာပါနော်ဟိုဟာတာအငိမ့်လူကျွန်တော်ပြတ်ကြတယ်လို့ပေါ့ကျွန်တော်မိမတဲ့အသွင်ယူရရမ်းကျွမ်းတယ်ဘာလို့ဟာပြည့်စားတွေဘလို့နေလဲဆိုတော့ကျွန်တော်မိမသွားအသွင်ယူလိုက်တာလေပြည့်စားပေါ့ပြန်ကုန်မလာတော့ဘူးလေအသွင်ယူရင်းနဲ့အသွင်တူသွားတာပျော်သွားတာဆိုမျိုးအဲ့လိုလည်းဖြစ်ကုန်မှလည်းကျွန်တော်စိုးတယ်နော်တခါကျရင်လည်းမွေးစောနေနေမယ်ဆိုအသွင်ယူတယ်အသွင်တူသွားတယ်နော်ဤကေတွေနေနေမယ်ဟိုင်းကန်တွေကိုနေနေမယ်အသွင်ယူတယ်အသွင်တူသွားတယ်အဲ့လိုဖြစ်သွားမှလည်းကျွန်တော်စိုးတယ်တခါကျရင်လည်းတိုင်းပြည်ကအဲ့လိုရှိတယ်ဗျတခါကျတော့လည်းနေနေမယ်ဆိုတဲ့ခေါင်းဆောင်တွေကိုယ်တိုင်ကလည်းကိုအောက်ခြေကတကယ်ဒေတာချမ်းသာကြာကြာတင်ပြတဲ့ဟာတွေမှာတေချာကြည့်ပြီးတော့ဘယ်အောင်နေနေမယ်ဘယ်အောင်ရှင်းမယ်ဘယ်အောင်တော့တိုင်းပြည်ကိုမထိခိုက်အောင်လုပ်မယ်ဘယ်ဟာတော့မဖြစ်မနေဒါလေးခဏကြည့်တယ်မယ်ဘယ်ဟာတော့ဘယ်လို planning ဆွဲရမှာပဲဒါတော့သူတို့လောက်တက်မှထင်ပါတယ်ဗျဒါသူတို့တွေကဒီ UAD တွေဘာတွေရောက်နေပြီဆိုတော့လောက်တက်ပါလိမ့်မယ်လောက်ချင်ရပါတယ်လောက်ချင်ရပါတယ်နော်လောက်ချင်ရပါတယ်ကျွန်တော်မသိဘူးပေါ့နော်အဲ့တော့လောက်ကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီကိစ္စတွေကတော်တော်အရေးကြီးတယ်ကြားဖြန့်ကိစ္စအတိုင်းပြည်မှာတော်တော်နှိမ့်နေရမယ့်ကိစ္စဖြစ်သွားပြီနေရာဆုံးပြန့်သွားပြီရန်ကုန်မန္တလေးနေပြီးတော့စားရှိတဲ့နေရာတွေမှာလည်းရှိနေတယ်တာချီလိတ်မှာရှိတယ်ကျွန်တော်ပြောပါတယ်ခဏတာချီလိတ်တစ်ခါမှဝင်ဖမ်းတာမကြားသေးဘူးတာချီလိတ်မှာရှိတယ်အရင်တော့ကျွန်တော် SSPB နယ်မြေထဲမှာရှိပါတယ်လို့ကျွန်တော်ပြောခဲ့တယ်တချို့တွေဖမ်းပါတယ်နော်ဓာတ်ပုံတော့ကျွန်တော်ထောက်ထားရရှိပါတယ်နော်ဆိုတော့ဟိုဝင်ဖမ်းတာတွေလည်းရှိပါတယ်ဟိုပြောရင်တော့ဖမ်းတဲ့ဖွဲ့တွေလည်းတနာဖို့လည်းကောင်းတယ်သူတို့မှလည်းဖမ်းရတာဘယ်ရလာတဲ့ PM မသိဒါမျိုးရှိတယ်တိုင်းပြည်မှာလည်းပြဿနာအဲ့လိုရှိတယ်ဆိုတော့သူဖျားသုံးသူမှလည်းကြားဖြန့်နေရှိတယ်လို့ကျွန်တော်ပြောတယ် A1 ကြိုက်ထားတဲ့နေမြေထဲမှာ A1 ကိုယ်တိုင်ကျွန်တော်ကြားလိုက်ထားလုံနေတယ်စသဖြင့်ပေါ့ဒါအများကြီးပါအဲ့တော့ကော်မတီဖွဲ့လိုက်ပြီဆိုရင်တော့ဘာပြောအဲ့ကော်မတီကနေ action ကို counter ပေါ်နိုင်ပါမယ်လို့ပဲမျှော်လင့်ပါတယ်နော်ဒါလေးကကျွန်တော်ကြပြပြတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့အပိတ်လေးကတော့တက်မတော်ကမြောက်ဦးက A ရဲ့ဆေးရုံလေးနဲ့ဘုံကျဲတဲ့ကိစ္စပေါ့နော်ဘုံကျဲတဲ့ကိစ္စဒီနေ့အဲ့ဒါတွေကဟိုဘက်အုပ်စုမှာရခိုင်ပြည်နယ်တွေကရခိုင်တိုင်းသားတွေချို့မှာ A ဘက်ကလူတွေမှာပြည်ပြည်အုပ်စုတွေစီမှာတချို့သောဒီပြည်မရောက်နေတဲ့ရခိုင်တိုင်းသားတွေယင်ထဲမှာပုံစံမျိုးစုံနဲ့ပြောဆိုနေကြတယ်ဒီသက်အစိုးရပေါ်မှာအမြင်ကတဲ့အမြင်ဆောင်တာတွေရှိနေကြတယ်ကျွန်တော်ဒီနေ့မှာတစ်ခုကျွန်တော်ကြိုပြောချင်တာရှိတယ်တချို့တွေကမီဒီယာရေးကြတာရှိတယ်တချို့ပြည်ပြည်မီဒီယာရေးတယ်ပေါင်900ဘုံကျဲပါတယ်တဲ့မြောက်ဦးပါပေါင်900ဘုံလို့သူကပြောတယ်ဒီလူတွေပေါင်900ဘုံကြောင်းလည်းမသိဘူးထင်ပါတယ်ပေါင်900ဘုံ Google မှာခောက်ကြည့်လိုက်ပါလားပေါင်900ဘုံတစ်လုံးကြာရင်ဘယ်လိုဖြစ်လဲဆိုတော့မြင်ကွင်းကို Google ခောက်ကြည့်လိုက်ပါလားအဲ့သိတဲ့ကိစ္စကြီးသိတာတဲ့ကိစ္စကြီးကိုအခုထွက်လာတဲ့ဓာတ်ပုံတွေမှာပေါင်900ဘုံလို့ပြောလို့မရဘူးကြဆိုတော့ပြောလို့မရဘူးပေါင်900ဘုံရဲ့စွမ်းအားကြီးကပြင်းအားကြီးကဘယ်လောက်ကြီးလဲဆိုတော့ကျွန်တော်တို့သိတယ်လက်ရှိချိန်ဒီတက်မတော်ကတိုက်ပွဲတွေပြည်တွင်းတိုက်ပွဲတွေမှာလေရင်နဲ့ဘုံကျဲတွေမှာပေါင်900ဘုံတစ်ခါမှမသုံးသေးဘူးမသုံးသေးဘူးဘာလို့ပေါင်900ဘုံမသုံးလို့ဆိုတော့ကိုပြည်တွင်းမှာဖြစ်နေတိုက်ပွဲမလို့မသုံးသေးတယ်မသုံးသေးတဲ့အတွက်ပေါင်900ဘုံမသုံးဘူးအခုဖြစ်သွားတဲ့ပုံစံပေါင်900ဘုံမဟုတ်ဘူးနော်မဟုတ်ဘူးအဲ့တော့ထားပါတော့ဘာလို့လဲကျွန်တော်လည်းမသိဘူးဒါပေမဲ့ပေါင်900ဘုံမဟုတ်ဘူးဘာလို့ကျွန်တော်ကပေါင်900ဘုံရဲ့ပြင်းအားနဲ့ချင်းတွေကိုလိုက်လေ့လာကြည့်ကြတာမဟုတ်ဘူးပေါင်900ဘုံတကယ်ကြရင်ခင်ဗျားလည်းအဲ့ဒီမှာအကုန်လုံးလူတွေကခင်ဗျားဒဏ်ရာတက်ကြတော့မရှိပြောက်သွားမှာဘုံကြီးပဲအခုဒီမှာတေးရလူတွေမှာဒဏ်ရာတက်ကြတွေလည်းရှိတယ်အဲ့တော့ဒီသေးလူတွေနဲ့ပတ်သက်လို့ရှိရင်လည်းပြောကြတယ်အရသားပြည်သူပါလို့ပြောတယ်ကျွန်တော်တို့ဒီနေရာမှာရိုးရှင်းစွာနားလည်ဖို့လိုတာတစ်ခုရှိတယ်ထပ်ပြောရတယ်တကယ်ပဲအရသားစစ်သလားအကုန်အရသားစစ်မှန်သလားရခိုင်ပြည်ထဲမှာရှိတယ်မြောက်ဦးမှာရှိတဲ့ရခိုင်တိုင်းရင်းသားတွေတချို့တွေအေးဖြစ်မနေဘူးလားအေးဖြစ်နေကြတယ်လေအေးဖြစ်နေတဲ့ခါကျတော့
AA နဲ့အရသားနဲ့ရောထွေးနေတဲ့အခြေအနေကြီးမှာ AA တွေကအဲ့ထက်မှလာစေးကူရင်လည်းအရသားတွေလည်းညှပ်ပါသွားနိုင်တယ်ဒါဖြစ်သွားနိုင်တဲ့ကိစ္စစစ်ပွဲ area ဖြစ်သွားပြီးတော့ဒီမြောက်ဦးနဲ့ပတ်သက်ရင်ငကိုတွေကကြီးညာထားပြီးသားပါမြောက်ဦးကဘာလဲဆိုတော့တက်မတော်ကနေနေရမယ်ပြန်လည်တိုက်ခိုက်ရယူရမယ်နေရာဖြစ်တယ် AA ဂျက်ဖက်တောင်းကျမ်းသူတွေသိပ်ပိုက်ထားတဲ့နေရာဖြစ်တယ်အဲ့တော့ AA ဂျက်ဖက်တောင်းကျမ်းသိပ်ပိုက်ထားတဲ့နေရာဒီမှာအစုလိုက်ပြောလိုက်ရှိနေတဲ့လူဦးရေဘာလဲရှိနေတာလဲဘာကြောင့်ရုပ်တရက်ကြီးအဲ့ဒီမှာစေဝါကုနေကြတာလဲရုပ်တရက်ကြီးသူတို့တစ်ဖက်ကြီးညာတော့လူ30ကျော်တည်တယ်လို့ပြောတယ်90ကျော်တန်ရတယ်လို့ပြောတယ်နော်ပြောရင် AA ကတန်ရတဲ့လူတွေလာကုတယ်ဆိုတော့ information သတင်းတွေထောက်ထားတွေတက်မတော်ရလို့လေတွေတော့ပြစ်တယ်လို့ကောက်ချက်ချတဲ့ဟာတွေရှိတယ်ဖြစ်နိုင်လားမင်းဖြစ်နိုင်ကြီးရှိတယ်အေဘက်ကကြည့်ရင်သူ့မို့ရခိုင်တိုင်းသားဘက်ကကြည့်မယ်ဆိုရခိုင်တိုင်းသားတွေပြောမယ်ဒါကလုံးဝမဟုတ်ဘူးမဖြစ်နိုင်ဘူးဒါအရသားတွေကိုတမင်စစ်ကောင်စီကကျဲတာပါလို့ခင်ဗျားတို့ပြောကြလိမ့်မယ်ဘလို့ပဲဖြစ်စစ်ပွဲ area မှာရှိတဲ့အခါကျတော့တက်မတော်ကဒီနေရာဟာအေဂျမ်းဘက်ပိုင်းရှိတယ်လို့သတင်းရရင်ဂျမ်းဘက်ပိုင်းဆေးလာကုလို့သတင်းရရင်သူ့မို့ထွန်းမြတ်နိုင်ရှိတယ်သူ့မို့ခိုင်တုကရှိတယ်သူ့မို့တခုခုပေါ့ညိုထောင်ရှိတယ်ဆိုသတင်းကြပြီဆိုပါစို့အဲ့ကြရင်တက်ကတော့ပြည့်ရပါလိမ့်မယ်ငကိုတဲ့တက်ကကျင်ရတာပြီးသားအကျန်းဖတ်သမားတွေရှိတဲ့နေရာတွေနဲ့နီးစပ်ဆုံးနေရာတွေမှာပြည်သူတွေမနေကြဘူးကိုကိုအကျန်းဖတ်သမားမဟုတ်ဘူးဆိုရင်ဝေးဝေးနေဘူးဒါကျင်ရထားပြီးသားပဲအစောရကျင်ရထားတာအဲ့တော့ဒီလိုကျင်ရထားတဲ့ဟာရဲ့နောက်မှာစစ်ပွဲတစ်ပွဲဖြစ်လာရင်တိုက်ပွဲတစ်ပွဲဖြစ်လာရင်အမှန်မှားဆိုတာမရှိတော့ဘူးအမှန်တရားဆိုတာမရှိတော့ဘူးစစ်ပွဲမှာစစ်ပွဲကရက်ဆက်တဲ့ကြမ်းကြုတ်တယ်သူနိုင်ကိုနိုင်ကျဲရတယ်အဲ့တော့အဲ့အချိန်မှာမဆိုင်တဲ့လူတွေသိနေတယ်လို့ဆိုင်တဲ့လူတွေသိနေတယ်ဆိုင်တဲ့လူတွေမဆိုင်တဲ့လူတွေရောပြီးသိနေတယ်ဒါရှိတယ်အဲ့ဒါအမြဲတမ်းပဲအဲ့တော့ကျွန်တော်တို့ကဒီကိစ္စမှာတမတော်ပြက်ခတ်မှုနဲ့ပတ်သက်လို့ကျွန်တော်တို့ကတော့ပွင့်လင်းပြောရအောင်မှားတဲ့မှန်တဲ့ကိုကျွန်တော်တို့ဆုံးဖြတ်ပြီးလို့မရဘူးသို့တော့ဓာကြီးကိုရုံးမဲ့ဖွဲ့ပြီးတော့အကြောင်းရှာပြီးတော့တခါတည်းလူမျိုးရေးခေါင်းစဉ်တက်ဘာခေါင်းစဉ်တက်ညာခေါင်းစဉ်တက်တက်ကြမယ်ဆိုရင်ဒါမှားသွားလိမ့်မယ်လို့ပြောချင်တယ်ဘာကြောင့်လဲဆိုတော့ကြောက်တော်ဖြစ်စဉ်ကိုမမေ့ကြသေးဘူးထင်တယ်ကြောက်တော်စစ်သင်္ဘောနှစ်စီးမြုပ်သွားတဲ့ကိစ္စတော့ကျွန်တော်မှတ်မိကြအောင်မယ်စစ်တီစစ်သား900လောက်ရှိတယ်စစ်သားတွေယူဖို့စစ်သားမိသားစုကလေးတွေကပါအဲ့ဒါတွေကိုကမ်းပေါ်တက်လာတော့ဓာတ်နဲ့ခုတ်တာအဲ့ဒါတွေကခုချိန်ထိရှိသေးတယ်နော်အဲ့ဒီအကြောင်းပြန်ပြောနိုင်တဲ့သူတွေခုချိန်ထိနေပြည်တော်မှာရှိတဲ့ထောင်နေပြည်တော်မှာရှိတဲ့ဟိုမှာရှိတယ်ကျန်ဆေးရုံမှာအခုတော့ဆေးရုံဆင်းလောက်ပြီမမေ့သေးဘူးနော်တစ်နှစ်ကျော်ပဲရှိသေးတယ်မမေ့သေးဘူးကြောက်တော်မှာဖြစ်သွားတာမမေ့သေးဘူးနော်ကြောက်တော်မှာကလေးတွေကစားဓာတ်နဲ့ခုတ်တာကလေးတွေကစားဓာတ်နဲ့ခုတ်တာအဲ့ဒါအဲ့ဒီထဲမှာဗမာတွေပါတယ်ရခိုင်လေးတွေပါတယ်စစ်သားတွေမိသားစုဝင်တွေအများကြီးပဲအဲ့ဒါကိုဓာတ်နဲ့ခုတ်တတ်ခဲ့တာဒီဘက်ကပြည်မဗမာတွေဒေါသချတယ်ဒေါသထွက်ကြတယ်စိတ်ဆိုးကြတယ်ဒါပေမဲ့နိုင်ငံတော်ကြီးကဲတွေကတက်ညာပြီးစဉ်းစားပြီးတော့လူမျိုးရေးမဖြစ်အောင်ဆိုပြီးတော့အဲ့ဒီတရင်ကိုတုံးထောင်းလုပ်ပစ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့လူမျိုးရေးဖြစ်မှာစိုးလို့အဲ့တော့ရခိုင်တိုင်းသားတွေဘက်ကအချက်စဉ်းစားဖို့လိုတာကခင်ဗျားတို့ AA နဲ့အတူရှင်တွဲနေထိုင်မယ်ဆိုရင် AA နဲ့မဖြစ်လို့ဒါလို့ရှင်တွဲနေထိုင်မယ်ဆိုရင်တော့ခင်ဗျားတို့ AA အားပေးမဖြစ်ဖို့နေဖို့လိုတယ်AA အားပေးဖြစ်ရင်တော့အကြမ်းဖက်အားပေးဖြစ်ရင်တော့အကြမ်းဖက်သမားနဲ့ရောနေနေတာခံရနိုင်တယ်ဘယ်လိုကြောင့်ဖြစ်ဖြစ် AA ကိုခင်ဗျားတို့အားပေးနေမိတယ်ဆိုရင်အကြမ်းဖက်သမားရောနေနေခံရလိမ့်မယ်ရောနေနေခံရတော့မှပြည်သူပါဆိုပြီးတော့လက်သီးလက်မောင်းတန်းလို့တော့မရဘူးကျွန်တော်ဒါရိုးရှင်းစွာပြောတာအဲ့တော့ရခိုင်တိုင်းသားတွေကတေချာစဉ်းစားရမှာကငါတို့နေရာကို AA တွေကလာသိမ့်ပိတ်ထားလို့ဆိုတာနေရတာဒါငါတို့ AA နဲ့ကင်းအောင်တက်နိုင်သလောက်ဝေးအောင်နေမယ်မထောက်ပံ့ AA ဖြစ်သွားလဲငါတို့မသိအောင်ဆောင်နေမယ်မကူညီဘူးဝေးတက်နိုင်သလောက်ခွာနေနိုင်မယ်ဆိုရင်ငါတို့အနေရခဲ့မယ်ဆိုတဲ့အတွေ့အမျိုးရှိထားဖို့လိုတယ်ရခိုင်နဲ့ AA နဲ့ကလုံးဝမတူဘူးဆိုတာကိုခွဲမြင်ဖို့လိုတယ်ရခိုင်တိုင်းသားတွေက AA ဖြစ်တယ်လို့ပြောလိုက်ရင်တော့ဒါဆိုရင်ကျွန်တော်တို့မပြောနိုင်ဘူးပြောလို့တော့ဒါတော့ကျွန်တော်ဘာမှမှတ်ချင်မပေးလို့ဒါပေမဲ့ရခိုင်တိုင်းသားတွေတိုင်းဟာ AA မဟုတ်ဘူးဆိုတာမျိုးခံယူထားတယ်ဆိုရင်တော့တချို့ကိစ္စတွေစစ်ရဲ့သဘောခွဲမြင်နိုင်မယ်လို့ယူဆတယ်နောက်တစ်ခုက AA ရခိုင်တိုင်းသားအလုံးကိုစားပြုသလားအဲ့မိကိုခင်ဗျားတို့ဖြေချဖို့လိုတယ်ခင်ဗျားတို့ AA ရတကယ်ကိုစားပြုသလားပြန်ဖြေဖို့လိုတယ် AA ကခင်ဗျားတို့ကိုစားပြုပါတယ်ဆိုရင်တော့ခင်ဗျားတို့လည်း AA နဲ့အတူတူဖြစ်နေပြီအဲ့ဒါဆိုရင်တော့တပ်မတော်ဟာတကယ် operation လုပ်တဲ့ခါကျရင်အကုန်လုံးညှပ်ပြီးတော့ထပ်ပြီးတော့ဒါတဲ့ဆုံးရှုံးမှုတွေပိုကြီးသွားနိုင်တယ်တပ်မတော် operation ဝင်ပါပဲတချီချီမပြောင်းဝင်လိမ့်မယ်စောင့်ကြည့်ပါမဝင်ဘူးဝင်လိမ့်မယ်ဒါပေမဲ့ဝင်မဲ့အကာလကိုသာကျွန်တော်ကအနည်းနဲ့အမြောင်ကြည့်နေတာအဲ့ခါကျရင်တော့ရခိုင်တိုင်းသားတွေလိုပဲနေပြီးတော့အေးအကြမ်းဖက်သမားတွေနဲ့မရောထွေးဖို့ပဲကျွန်တော်တို့မြစ်တိုင်ခံတာအခုလည်းမရောထွေးပဲနေတာအကောင်းဆုံးပဲလို့ကျွန်တော်တိုက်တွန်းနေတယ်ဒီမြောက်ဦးကိစ္စနဲ့ပတ်သက်ရင်တော့ပုံမှန်လင်းပြောရရင်တော့ဒီလိုဖြစ်စဉ်မျိုးတွေနောက်ထောင်မဖြစ်ဖို့ဟာအေးရခိုင်တိုင်းသားတွေကိုယ်တိုင်ကအေးနဲ့ဖြစ်နိုင်ကင်းကွာနေနိုင်အောင်ကြိုးစားဖို့နောက်တစ်ခုကထောက်ပံ့အားပေးမှုမလုပ်ဖို့နောက်တစ်ခါအေးနဲ့ရခိုင်တိုင်းသားတွေကအတူတူပါပဲဆိုတဲ့အယူဆမျိုးမွေးမထားဖို့လိုတယ်ဆိုတာကိုတော့ကျွန်တော် message ပေးခြင်းတယ်ကျွန်တော်လည်းပွင့်လင်းပြောတာပါကျွန်တော်တို့အရသားပြည်သူကတပ်မတော်နဲ့အတူလားမင်းတူသလားမင်းတနယ်ထဲမှာအတူတူရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့တပ်မတော်သားမဟုတ်ဘူးတပ်မတော်နဲ့ AA နဲ့ခြားကြလို့စစ်သားတွေခြားကြလို့တေသွားကြရင် okay ဒါကျွန်တော်တို့ရသားနဲ့မဆိုင်ဘူးလို့ကျွန်တော်ကြည်နေပြီလို့ရတဲ့အထိကျွန်တော်နေတယ်သို့တော့နိုင်ငံတော်ကာကွယ်တဲ့တပ်မတော်နဲ့ဟိုကနေတော့ခွဲမြင်ထားတယ်ဒါကိုသိဖို့လိုတယ်အဲ့တော့တချို့ကိစ္စတွေစစ်ဟာမှားခြင်းမှန်ခြင်းမရှိဘူးလို့ကျွန်တော်ရှင်းပြပြောခဲ့ပြီးစစ်ဟာမှားခြင်းမှန်ခြင်းမရှိဘူးနာကြီးစရာတွေပဲရှိတယ်စစ်ဟာဝမ်းနည်းစရာတွေပဲရှိတယ်စစ်ပွဲကိုမခေါ်မိကြဘူးစစ်ပွဲကိုမမျှော်မိကြဘူးစစ်ပွဲကိုအားမပေးမိကြဘူးပဲလို့တယ်
အားပေးမိရင်တော့ဟိုစစ်ရဲ့စိုးကြိုးတွေကိုအားလုံးကခံသွားနိုင်တယ်စစ်မှာလူမျိုးဘာသာမရှိဘူးစစ်မှာဟိုညီကိုမောင်နှမမရှိဘူးအဲ့တော့စစ်နဲ့ကိုရောထွေးပြီးစစ်ပွဲထဲမှာကိုရောထွေးနေထိုင်ခဲ့မိပြီဆိုရင်စစ်ပွဲထဲမှာပဲရောထွေးညှပ်ပြီးတော့ကိုပါတည်ဆုံးသွားနိုင်တယ်ဆိုတာကိုလည်းမမေ့ဘူးလို့တယ်ဒါကြောင့်ဖြစ်နိုင်ရင်တော့နိုင်ငံတော်တပ်မတော်နဲ့ရှင်တိုက်တဲ့ခါမှာအချက်မဲ့သမားတွေဘက်ကနေမမရပ်မိတဲ့လူမဖြစ်ဖို့ပဲလို့တယ်ကျွန်တော်သိရသလောက်ရခိုင်ပြည်နယ်အဲ့ဒီအေးရဲ့ဟိုစစ်ကူတဲ့နေရာလို့ကျွန်တော်တို့သိထားတယ်ကြားပါတယ်စစ်ကူတဲ့နေရာလို့ကြားထားပါတယ်တချို့သတင်းတွေမှာဆိုရင်ထွန်းမြတ်နိုင်တော့အဲ့မှာလာပြီးတော့လာကြည့်တယ်လို့ကြားလို့ကတီးထဲတယ်လို့ကြားတယ်ဒါပေမဲ့ထွန်းမြတ်နိုင်လွတ်ရင်လွတ်သွားနိုင်တယ်ဒီလိုကြားပါတယ်ဒါကတော့ကျွန်တော်ကြားတဲ့ information မှာအတီတော့ပြုလို့မရဘူးသို့တော့ဒီလိုကြားနေတယ်ဒါကြောင့်မလို့တပ်မတော်ကတဲကြီးမဲကြီးလုပ်တယ်လို့ကျွန်တော်ကကြားပါတယ်ဒါလေးကဒါရှင်းနေပါအဲ့တော့တပ်မတော်ကသူ့လိုကိုသူလုပ်တယ်ကျွန်တော်တို့ကလည်းဒါကိုဘာမှအမှတ်ချက်မပေးလို့ဘူးအေးထောက်ခံတဲ့သူတွေကလည်းနာကြည့်ကြလိမ့်မယ်အေးရလည်းနာကြည့်ကြလိမ့်မယ်လက်တုံပြန်မယ်လို့ပြောကြတယ်ခိုင်သူကတော့ပါတော့နောက်တစ်ခုကတချို့ရခိုင်တိုင်းသားတကယ်ပါဖြစ်တဲ့သူတွေကသေချာစဉ်းစားကြတတ်မယ်လို့မြင်ပါတယ်ဒါလေးပြောရရင်ဒီတော့ဒီလောက်ပါအားလုံးပဲကိုယ်သားတွေရှိပါတိုင်းပြည်ကိုစေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လဝါတီးပြီးပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတော့ပါလို့ပြောရင်းနဲ့ good night